မာဆိုတာကြည့်ကြတာများပြတာနမက်ကာရဆိုတာရှခိုးမှုပြုတယ်ကြီးကြီးကျယ်ကျယ်ခန္ဓာနာနာရှခိုးတယ်တဲ့ဗျာမဟာနမက်ကာရဒီဘုရားရှိခိုးတော်ကြီးဘာမှမသိမှဆိုတော့ဘုရားမရှိခိုးရတယ်မဟာနမက်ကာရမဟာဆိုတာကြည့်ကြတာနမက်ကာရဆိုတာနမောကာရရှခိုးမှုပြုမဟာကကြည့်ကြနမက်ကာရဆိုတာရှခိုးမှုပြုရှခိုးခြင်းပဲရှခိုးခြင်းအဲ့ဒါမဟာနမက်ကာရလို့ခေါ်ပါတယ်သာသနာတော်နဲ့900ဝန်းကျင်လောက်မှရေးခဲ့ပါတယ်သာသနာတော်နဲ့900ဝန်းကျင်လောက်မှရေးခဲ့ပါတယ်80 900ခုလောက်ရှိမှာပေါ့နော်သာသနာတော်နဲ့900သာသနာနဲ့900ဝန်းကျင်လောက်မှရေးပါတယ်သာသနာ1500ဆိုတော့1600ရှာရပါဟုတ်ပြီနော်သာသနာနဲ့900သာသနာနဲ့900ဆိုတော့ဟို2500တဲ့900လောက်ကျင်လောက်တယ်1600ကို2500ခုဝန်းကျင်ပေါ့နော်အဲ့လိုပဲရေးခဲ့ပါမင်းကောင်းဆရာတော်ဘုရားကြီးအနဲ့ပြန်ဆိုပါတယ်ခဏကြည့်ကြတော့ဂါရကအရှိကြီးဂါရရှိကြီးဖြစ်ခြင်းကြောင့်19လုံးအလုံး20ရှိနော်အဲ့ဒါမင်းကောင်းဆရာကြီးလက်ပြန်နော်ယောတိနောနေကဇာတိယံသဗုဒ္ဓဒါရအမင်္ဂဇေဝိတံပိယောတိနောနေကဇာတိယံသဗုဒ္ဓဒါရအမင်္ဂဇေဝိတံပိဘောရိပိမတောအတကမနသောဓာတိဝအတ္တိကတ္တသနပါရမီတတောပရာဘုရိသီလပါရမတိကံပိသာသမိယောပယဓမ္မကတံတမေကတိဘကံနမမိယောဒီနောငါးပါးမညောရောင်းဖို့မရမသိခြင်းသေးသေးခြင်းနင်းနေချိန်ပံအောင်ဝဲခံသည်အောင်လာလွတ်တို့ခြင်းအောင်အောင်မှုမြတ်စွာဘုရားသည်အနေကသတ္တယံတိနေသုံးဤကနံဤ၍ရှင်တွင်မလွယ်မြတ်ကျွယ်လာသောဘဝလေးသိကြီးကဘာတသိန်းကာလတွင်၌ဘောရိပိမသောဘောရိဉာဏ်ကြီးရွယ်တိုင်းပြည်သည်သုတိပိဏံသဗ္ဗဉာဏ်ကိုရဖို့ရန်ကိုစိတ်ဉာဏ်လိုလားတောင်းလာတော်မူခဲ့ခြင်းကြောင့်အတ္တိကသာအလိုရှိလက်ရှင်ကလာသာလူကံပုဂ္ဂိုလ်များထို့အားသာဗုဒ္ဓရာရံကိုရောယံတို့ရသောပြည်သည်ရှင်းပြစီသိဖို့နှင့်ပမာမိရသည်ဇာတိကနာစေရုကသောသမိတာမတ္တိဒေဝီတို့ကသောဇနိမိဝေယနှင့်တပဖြစ်သောအင်္ဂဇေဝေတံမိမာသွေမာယယာသယုတ်ငါမြည်၍ဖြိုးတည်သက်ပဲလူဝဲအမြတ်ခေါ်မှတွင်ညောင်းတတချောင်းကိုပင်တော်သည်အလကမာနသောငါသာငါသမီးငါဇနီးနှင့်ငါကြီးငါနံငါချင်းလန်းသည်ငါတန်ရင်၍ငါချင်းဝင်ငါမိငါရငါဥစ္စာဟုသနံမြေခြင်းမပေးအောင်ရမက်ပေခုံးစိတ်နှလုံးတော်မှာစိတ်သုံးတော်မူခဲ့သည်ဖြစ်၍ရာဇီဝသဗ္ဗညုညံရဖို့ရန်စိတ်ဓာတ်ဖြူပွေသရရှိ၍လူပေးတော်မူခဲ့သည်သာသည်ဒါနပါရမီအပြာသုံးဤဒါနပါရမီတော်မြတ်ကို၎င်းဝါဒါနပါရမီဒါနဥပပါရမီဒါနပရမတ္ထပါရမီတို့၏ဟုသောပါရမီတော်သုံးပါးပေါင်းတို့ကို၎င်းရွှေငွေစင်မြင့်စကြည်သောအပဝတ္ထုတို့ကိုလူရင်းမှုသောဒါနပါရမီကိုရင်ကကြီးငယ်သောသောကိုလူဒန်းခြင်းဟုသောဒါနဥပပါရမီအသက်ကိုရင်စွန့်လူဒန်းခြင်းဟုဆိုသောဒါနပရမတ္ထပါရမီတော်၏ဟုသောပါရမီတော်သုံးပါးပေါင်းကို၎င်းသတ္တပရံထိုဒါနပါရမီမှသမျိုးတရားတစ်ပါးသာဖြစ်သောသီလပါရမတိကမိသီလသာဝေကဆုံးရှိသောပါရမီတော်9ပါးပေါင်းကို၎င်းဝါ
သီလပါရမီနိဂမပါရမီပညာပါရမီဝိရိယပါရမီဒိဋ္ဌံပါရမီသစ္စာပါဝိရိယပါရမီခန္ဒီပါရမီသစ္စာပါရမီအဋ္ဌိဉ္ပါရမီမေတ္တာပါရမီဥပက္ခပါရမီဒီဟုသောပါရမီတော်9ပါးပေါင်းကို၎င်းအဘူရိသတိညွညံရဖို့ရမှုစိတ်တန်ဤသူတရာသူဖြင့်ဒီဟုဖြစ်ခြင်းတော်မူခဲ့တဲ့သာလတိသာသံထိုပါရမီ7ပါးကျေပွားကအပြင်း30လုံးမလွယ်လို့ဣရိယတသောတသလုံးအကုန်လုံးပြည့်စုံတော်မူခဲ့ခြင်းကြောင့်အကတံပြမဏလိုသုံးသူတို့၏အမျက်ခေါင်မှုပုဂ္ဂိုလ်တို့၏အဖြစ်သောဥပယတံသူဤပွင့်စီပါရမီတော်နှုတ်ပင်ဆို၍ရောက်တော်မူပြီးရောက်တော်မူသောဝါရောက်တော်မူခဲ့ခြင်းကြောင့်ဧကဒီဘကံသာလိမမြင်သုံးမထင်သိသုံးရင်သောသံဃာ၌တမျိုးဤမျိုး၏နေကြတဲ့ကုန်သောဒူရောနှစ်ပါးပြမမကျွင်းသတ္တဝါကဝင်းတို့၏ဝတ်စင်ခုမီတကူရီသောခိုင်ညင်းသဘောလေးဖြစ်တော်မူရသောတသိနံငါးပါးမညွန့်ရအောင်ကိုမညွန့်မသိခြင်းသေးသေးဖြင့်နင်းနေချိန်ဖန်အောင်ဝဲခံသည်အောင်လွတ်သူထိုအောင်မြတ်စွာဘုရားကိုမယံတတိတော်မတို့သည်မယံသီရဝါဒသဒ္ဒနာသံဃာတရားဒေသနာကိုသီရဝါဒဒီကတော်သား၏တိုင်းနိဗ္ဗာန်ဂုံ၏တရားဒေသနာကိုကိုယ်ကြံကသင်မြဟောကြားမိတပိတော်နှင့်ယုတိသောနာယုမသားကြမိဒဝေမျိုးသူမျိုးသားပေါင်းတို့ပါနမမိနမမဟောကောင်းညောကျိုးလို့ဆိုမှု၍ရှိခိုးပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားသာသနာတော်နှစ်1551ကောဇာတက္ကရာ1369ခုဗျာဒိုလာဇန်10ရက်ဇန်နဝါရီလ18ရက်2008ခုညချမ်းချင်းခါဝယ်သနနာရီတိုင်းတဝယ်မြို့ဝယ်မို့ကုဝိပဿနာဓမ္မရိပ်သာကြီးမှာကျင်းပပြုလုပ်သောထေရဝါဒသဒ္ဒနာသံဃာဒုတိယဝယ်ရဲ့အပူညပါကနတိမှာညဟောပြီးဒီကနေ့ပြန်လာရတဲ့နာမရဲ့ကလေးကိုဓမ္မပေါင်းသူတော်ကောင်းတွေထေရဝါဒဓမ္မများကိုညှဉ်းလို့သုဘဒနာလုပ်တွေကိုကြိုးစားအထောက်အပံ့ပေးတဲ့ဘုန်းကြီးတို့နားချိန်မယူဘဲနဲ့ယောဂီရဲ့တရားတွေစေတနာတရားတွေထောက်ထားငဲ့ညာပြီးအလုံးပဲသာသနာတော်ကြီးအတွက်အားကျိုးမှန်တဲ့ရှိပါတယ်ခုနကဆိုရင်ခလိမာတွေ14နှစ်အဲဒီ14နှစ်ပဲရှိသေးတဲ့ပုဂ္ဂိုလ်တွေဘုန်းကြီးတို့ဒီနေ့တရားလို့ရှိတဲ့ဥထေမြင့်ကိုရီးယားနိုင်ငံကချူဝမ်နဲ့ကနတိတိကနတ်စီယာဒေါ်ချိုနဲ့မလဲနိုင်ပါဘူးတဲ့ကောင်းမှပြောတယ်9နိုင်နဲ့7နိုင်ကြားမှာအချိန်မဲ့ဘာကိစ္စဖြစ်ဖြစ်မလဲနိုင်ပါဘူးအဲ့ဒီလိုဥစ္စာတွေကိုကာမဂုဏ်အာယုန်တွေကိုဖယ်ရှောင်ပြီးကိုလိုတရားနာတဲ့ဥထေမြင့်ကြီးကိုကျေးဇူးတင်ပါတယ်နော်သူ့ဇနီးရဲ့ဘုန်းကြီးကိုချစ်ပါတယ်မြတ်စွာဘုရားဟောကြားသည့်တရားတော်ရဲ့ဒေသနာဆင်းဖို့ဘုဒ္ဓမြတ်ကေဓမ္မပွဲနေတဲ့ပုံသေးဆက်ရောက်နေလေရှောင်းတွေနှလုံးကိုမသောသောတရားဓမ္မကိုလည်းရောက်လာပြီမဟာဝတ္တနဝိဒာတိတခန္ဓာတိတာဤသောစရိခွင့်ခါကောင်းကြီးကိုသာတော်နှလုံးပြောပြောသောတော်ကောင်းတို့ဟောသံတော်ကောင်းတို့သည်ခဏတရားနာတဲ့ခွင့်ခါကောင်းကြီးဤမဂ္ဂိတာကြီးနဲ့တရားဓမ္မတွေအားထုတ်ရတဲ့တရားနာရတဲ့ခွင့်ခါကောင်းကြီးကိုမဝိဒာတိတာပြောကပါကမောကကြွားကအဖြစ်ကျော်လွားကမသွားကြပါကုန်လေတော့ဆရာတော်တဝဲများရှိတဲ့ပုဂ္ဂိုလ်တွေကနက်သေးဒီမှာရှိတဲ့ပုဂ္ဂိုလ်တွေသူတို့ညှဉ်းလို့တော့ခြူဝံနဲ့ဆရာတော်ဘုန်းကြီးပြန်သွားရင်ကြည်ပါဘုန်းကြီးတော်မှတပွဲပဲရှိလိုက်တယ်တော်တော်ဆွဲသွားတယ်ဗျတော်ဇက်ရင်ဒီဆောက်တာကောင်းလားဆက်အဲ့ဒီမှာထေရဝါဒသဘောလေးတွေထည့်ရင်ရသေးတယ်ရိုးရာသမီးတော်အဖြစ်ခိုင်လိုက်တာဖြစ်ခြင်းကြောင့်ခြေကွဲဝဲလေးဖြစ်ပုံတခါပဲကြည့်ရတော့ဆွဲသွားတယ်ညတို့ဖြည့်တယ်ဖြည့်တယ်မှာဦးရင်းနဲ့နဲ့တယ်ပါလားဆရာတော်ပြောတာများကန့်ွက်ဆရာရှိပါလား
မရှိဘူးလေသူနဲ့သဘောတူသွားတာတော်ချိုးရဲ့ရှုံးသွားနော်အဲ့တော့မဝိရာရိတာပြောကဘောကမောကကြွားကဖြင့်ကျော်လွားကမသွားကြပါကုန်လေစိတ္တသမမဤခဏတိတာဘုရုပါရနောမခဏတရားနာရတဲ့ခွင့်ရကြီးတွေဘုရားဖွင့်တဲ့ခွင့်ကားကောင်းကြီးတွေကိုပြောကပါကမောကကြွားကဖြင့်ကျော်လွားကသွားကြကုန်သောပုဂ္ဂိုလ်တို့သည်သောစရိပစ္စုပန်တန်တရား၌တရားမနာရလေသောကြောင့်ဤကကုသိုလ်ဤကအကုသိုလ်ဤထိုလိုအဖြစ်တွေကိုထိုလိုကောင်းတာတွေကိုမသိလေသောကြောင့်ရှောင်ရမည်အကုသိုလ်တရားဆောင်ရမည်ကုသိုလ်တရားတွေကိုမသိသဖြင့်ဆောင်တဲ့နာတွေကိုမဆောင်မိရှောင်တဲ့နာတွေကိုမရှောင်မိလေသောကြောင့်တန်တရားဝဲစိုးရင်ရင်ပူဆွေးရင်ဖြစ်ရပါပြီကုန်၏ဟုတ်ရောဒါကြောင့်မလို့သတ္တမနဲ့ဒါကြောင့်သတ္တတိဝါယမယတာမိမိတို့ရဲ့လုပ်ငန်းမှာလုံလာကျိုးကိုအားထုတ်ကြပါကုန်လောက်ဟောတုံမကံသင်တရားနာသိသပေါင်းတဝဲမြို့သူမြို့သားတို့ရဲ့ရှိမှာခနောဘုရုပါရနောမခဏဘုရားပွင့်တဲ့အခွင့်အာဏာကောင်းကြီးတွေဝိပဿနာတရားတွေကိုကျိုးစားအားထုတ်ရတဲ့အခွင့်အာဏာကောင်းကြီးများသည်ဥပါရိတောကောင်းစွာမသွေဆက်ရောက်နေပါပြီတော့သတိဥထေမြတ်တော်ချိုဟုတ်လားတရားလို့ရှိဟုတ်လားနတ်စီရနတ်စီဟုတ်တယ်ခင်ဗျားတို့ခါကြတယ်ကိုယ်စကားကိုမနှောက်ဘူးဟိုမြန်မာတွေပြောတာကနည်းနည်းရိုင်းတယ်ဟိုဖိုက်ကြီးတယ်မှာနော်မြန်မာတွေပြောတယ်ဆိုတာဘာလဲမကောင်းရိုင်းတယ်ဒဝေတွေကဝမ်းရှင်မှာဝမ်းထဲမှာရှင်နေတဲ့ကလေးတွေမှားတာလေသဘာဝကြတယ်တဲ့ကလေးတွေရှင်းနေတာသူကိုယ်စကားပိုကောင်းတာကိုစမကြီးနဲ့ဗျာဟုတ်တယ်နော်ဘာလဲလဲထဲထဲမှာကလေးတွေရှင်နေတဲ့ကလေးတွေလေဝမ်းထဲမှာဝမ်းပိုက်ထဲမှာရှင်နေတယ်အဲ့ဒီဝမ်းထဲမှာရှင်တဲ့ကလေးတွေအဲ့ဒီမျိုးသမီးသွားလေရမှာသွားတယ်ကြောင့်သူဝမ်းရှင်မလို့ခေါ်တယ်သူသဘာဝကြတာပဲနော်ဟုတ်တယ်လားကိုယ်စကားဘာလဲလဲခုစားမယ်ဘာလဲလဲကျန်ဘယ်လိုခေါ်လဲကိုဝင်ဆောင်မိခင်ဝမ်းထဲမှာအရှင်လေးအဲ့ဒီဝမ်းထဲမှာအရှင်လေးသူဘာလုပ်တာလဲသွားလေရမသွားပါသွားတာသွားလေပါသွားမသွားတယ်ဝမ်းရှင်မလို့ကိုဝင်ဆောင်မိခင်ခေါ်တယ်မှန်တာဟုတ်တဝဲပဲတဝဲဒီဘုရားကိုမကြီးဟုတ်ရဲ့ဆရာလေးတွေဘာမှမသိပဲရှုပ်ကြည့်ဩဒုက္ခဝမ်းရှင်မမိရှင်တွေမိကြီးတွေရင်းနေတဲ့မိကြီးတွေရင်တွင်းနဲ့တောက်ပလိုက်မယ်နော်အိမ်ကကြောင်းနေသွားအောင်နော်ခင်ဗျာနောက်တစ်နေ့ဆိုရင်နောက်တစ်ချိန်လာဟောရင်ခင်ဗျာကျုပ်အချင်းမပြောနဲ့တော့ကျင်းသွားတယ်ဟုတ်လားနောက်တစ်နေ့ဒီတစ်နေ့တော့နည်းနည်းလေးနာ80လောက်နောက်တစ်နေ့ဆိုခင်ဗျာအချင်းမပြောနဲ့တော့နော်အကုန်သိပြီမှတ်တာအဲ့ဒါနိဗ္ဗာန်စာကလေးကြည့်လိုက်ပါနိဗ္ဗာန်ဟူသည်ငြိမ်းခြင်းနိဝါနနေမရှိဘူးဝါနတဏမရှိခြင်းဖတ်ပြတယ်စာကလေးတွေအဲ့ဒါခောက်ပြီးသိခောက်ပြီးသွားပြီမမတို့ခောက်ပြီးသွားညီတို့ကငေါ့မမြင်အောင်ငါမီးတွေဝိုင်းထိုးရတာဟုတ်နော်ခောက်ပြီးသိမမဟုတ်ဘူးခင်ဗျဘာလို့လဲဖတ်ဖို့နိဗ္ဗာန်ဘာလဲငြိမ်းခြင်းနိဆိုတာနိဝါဏလို့ပြောပြတယ်ဟိုတရားဝန်တော်ရေးပြီးတယ်တရားဝန်တော်တည့်ရပြီးအဲ့ပါလားဘာဆိုတော့စိတ်ခွေတဲ့ပါရင်လို့စိတ်ခွေဘက်ကိုတက်ရညီလေးနိဗ္ဗာန်ငြိမ်းခြင်းစိတ်ခွေတဲ့ပါရင်လို့နိဗ္ဗာန်နိဝါဏနိပလက္ခဘာနိဗ္ဗာန်သာဝပါဏကိုစနေဝါနိဗ္ဗာန်နော်နိမရှိဘူးဝါဏကင်းတယ်ဝါဏတဏတွေမရှိဘူးတဏကင်းတယ်ဒါပြောတာတဏကင်းတယ်တဏမရှိဘူးအဲဒါကြောင့်ဝါဏလို့ခေါ်တယ်တဲ့ခန္ဓာဤခန္ဓာကျန်ကခန္ဓာဤခန္ဓာတွေဖြင့်ဒီဘဝဒီခန္ဓာတွေဖြင့်မနေ့ကနေခင်ကကိုဇော်လင်းတို့မိသားစုတွေဆုံးကတ်တယ်သင်္ကန်းကတ်တယ်ခုနကတော့မသိတိသူတို့အဖွဲ့တွေသင်္ကန်းလာကတ်တယ်တပည့်တော်တို့သည်ယနေ့ယခုလူလိုက်ရတော့ဆွမ်းလူလိုက်ရတဲ့အဲ့ဒီဇော်လင်းဆိုတဲ့အကောင်ကြီးနဲ့ခန္ဓာကြီးစီရီဆိုးတဲ့အဲ့ဒီကောင်မလေးရလေနောက်ခန္ဓာမှာအခုလေတပည့်တော်မသိတိဆိုးကဝတ်တုတ်ကြီးမျိုးဘယ်သူမှမကြိုက်ဘူးနောက်ဘွားကြရင်တပည့်တော်မနော်ဝ
ကိုလုံးကိုလှလာပပဒကမာလေးဖြစ်ရအောင်နောက်တစ်ခုခန္ဓာဒါဒီပစ္စုပန်ခန္ဓာနဲ့အတိတ်ခန္ဓာကိုဆက်ပေးလိုက်အခုမောင်စောင်းနေဆိုတဲ့ပုဂ္ဂိုလ်ကြီးဆွမ်းကလည်းရအတွက်ကြောင့်နောင်ဘဝကြရင်အဲ့ဆွမ်းလောင်းလိုက်တာဖြစ်ချင်းယုံကူတပိတော်ဒီတဲ့ချမ်းသာတဲ့စိတ်တွေလေးဒီတဲ့လူကြီးလူခင်ပေါ်တာလေးဒီတဲ့အရှင်ပြေတာလေးအဲ့တော့အတိတ်ပစ္စုပန်ခန္ဓာအတိတ်ကဆက်ပေးလိုက်ဟောခန္ဓာဒီပဲခန္ဓာပစ္စုပန်အတိတ်ခန္ဓာနဲ့ပစ္စုပန်ခန္ဓာပစ္စုပန်နဲ့အနာကအဲ့ခန္ဓာချင်းဆက်ပေးတယ်ခန္ဓာချင်းခန္ဓာတစ်ခုနဲ့ခန္ဓာတစ်ခုခန္ဓာတို့ဖြစ်ဒီမှာနည်းနည်းလေးဒေါ်မောခန္ဓာတို့ဖြစ်မဟုတ်ဘူးနော်ခန္ဓာတို့ဖြစ်ဟာငါစက်တမဟုတ်ငါတပြင်လိုက်ခန္ဓာတို့ဖြစ်ခန္ဓာကံဖြင့်ကံရဲ့အကျိုးတတ္တဝါတွေဖြင့်ဆင်းရဲကိုဆက်ဆက်ပြည့်တတ်သောကြောင့်တဏှာကိုဝါနလို့ဆိုတယ်ပစ္စုပန်ခန္ဓာနဲ့အနာဂတ်ခန္ဓာကိုစက်မယ်အတိတ်ခန္ဓာနဲ့ပစ္စုပန်ခန္ဓာကိုစက်သေးတယ်ပစ္စုပန်ကံတွေနဲ့နောက်ခံစားရမယ့်ကံရဲ့ကျိုးတွေကို၎င်းဟာဒီဘဝဟာဒီတတ္တဝါတွေနဲ့ဒုက္ခဆင်းရဲတွေကို၎င်းစက်ပေးတဲ့စက်ပေးတဲ့စက်ပေးတဲ့အဲ့ဒါတဏှာလို့ခေါ်တယ်ဝါနလို့ခေါ်ပါတယ်ကိုတော်လေးဆက်ချုပ်တယ်တွေ့ဘူးလားတွေ့ဘူးလားဒီဘက်ကအစနဲ့ဒီဘက်ကအစဘာလို့လဲဆက်ပေးလိုက်တယ်ဒီဘက်ကအစကပစ္စုပန်ခန္ဓာဟိုဘက်ကအစကအနာဂတ်ခန္ဓာအဲ့ဒီဆက်ချုပ်လိုက်တဲ့ကံမှာထမိန်စာလေးတွေအင်းကြီးစာလေးတွေသင်္ကန်းစာလေးတွေပစိုးလေးကိုဆက်နဲ့လင်းချတယ်ဘာဖြစ်သွားလဲဟုတ်ပြီနော်ဒီမှာအစနဲ့စကြည့်တယ်လင်းချလိုက်တယ်ဘာဖြစ်သွားလဲဆက်သွားတယ်အဲ့ဒီလိုအဝိဇ္ဇာလေးနှစ်စကိုဆက်နဲ့နင်းလိုက်လို့ချုပ်ပြလိုက်တဲ့ဥစ္စာကိုပါဠိလိုဝါနတိတန်သိပတိချုပ်တက်ဆက်တိုက်ဆက်ချုပ်လိုက်ဟိုဒုက္ခချုပ်တာမျိုးကမဟုတ်ဘူးနော်အချုပ်တာအချုပ်ဟုတ်ပြီလားချုပ်တဲ့စကားလုံးကြီးကတူးနေတယ်ဆက်ချုပ်တာမျိုးဟုတ်ပါလားအဲ့တော့ချုပ်ရတဲ့ကံမှာအစာရင်းနဲ့စပြီးတော့ပူးသွားတယ်ပစ္စုပန်ဒီပစ္စုပန်နဲ့အနာကခန္ဓာပေါ်မှာဆိုလို့ရှိရင်ဒါဒီဘက်ကပစ္စုပန်အကြောင်းပြောင်းအလွာလေးတွေရှိလိုက်ခင်ဗျာပြီးသွားကြတယ်ကြည့်လိုက်ပြီးသွားတယ်ဟုတ်လားဟိုပစ္စုပန်အကြောင်းနဲ့ပစ္စုပန်အကျိုးဟိုကနောင်ဖြစ်လိုက်တဲ့အနာကအဲ့ဒီအကြောင်းနဲ့အကျိုးလေးနဲ့ဆက်ပြလိုက်တာတွေကိုကြားနေမှာတွေ့လားအဲ့ဒီအဆက်ကလေးတွေအဲ့ဒါဘာလို့ဆက်ပြရတဏှာဘယ်လိုဆက်ပြရလဲတဏှာအဲ့ဒီမှာဒီပစ္စုပန်အကြောင်းမှာရှိတဲ့ဘဝလေးနဲ့ဟိုကဇာတိလေးဘဝပြည့်တဲ့ဇာတိအဲ့ဒါလေးဆက်ပြလိုက်တဲ့သဘောဒါလေးတဏှာအဲ့ဒါလေးကိုပါဠိလိုဝါနဘာလို့ဘယ်လိုခေါ်ရလဲဝါန VAN နဲ့ဝါနစနေဝါနneed no မရှိဘူးဝါန craving so that's not craving တဏှာမရှိဘူးတဏှာလေးကုန်ဆုံးသွားတယ်အဲ့ဒါကိုဝါနဆိုပါတယ်နော်ခန္ဓာတို့ရင်ခန္ဓာအဲ့ဒီမှာဒုခန္ဓာတို့ဖြစ်ဆိုတာလေးကိုဖြင့်လို့ရေးလိုက်သတ္တကလေးကိုငတ်တတ်ခန္ဓာတို့ဖြင့်ခန္ဓာကံဖြင့်ကံရဲ့အကျိုးကံမှုနာကမ္မဖလံအဲ့ဒီကံလေးလို့ဒါနကလည်းသက္ကာသတိသီလကလည်းဓမ္မရာချီအမေရပြီညီမမိမတန်လေးနဲ့မညီမြတဲ့အရာရာတွေကိုရှင်းသိက္ခာစေဆွဲကြသဖြင့်တခါတည်းလေးဒါနလုပ်လိုက်တယ်ရှင်းရနေလာပြီလာကွယ်နေဥပုပ်နေမကောင်းတတ်ဘူးမိုးကိုရိတ်တာကြီးအိမ်ပေးနာရှိနေသီလသွားယုံမှာပဲစိတ်ဝင်စားလို့မဟုတ်မကောင်းဘူးဓမ္မရာသီလဒါကြောင့်မတို့အမေကဘုန်းကြီးဥပဒေက3ရက်ခွဲလောက်မှနှုတ်တဲ့ချပေးတာဒါနကလည်းတခါတလေသီလကလည်းဓမ္မရာအချီမညီမျှတဲ့အရာရာတွေကိုရှင်းသိက္ခာစေဆွဲကြသဖြင့်တဏှာတိုက်ပွဲတွေမသာတိုက်ပွဲတွေမှာအခါကသိခဲ့ကြရအခါကနာခဲ့ကြရတဲ့ဘဝတွေအမေတန်နေမိမတန်နေသိကောင်းကိုကြည့်ပါနော်တက်လိုက်ဒါနကလည်းတခါတလေသီလကမချွေးဒါနကလည်းတခါတလေသီလကလည်းဓမ္မရာအချီမညီမျှတဲ့ရာရာတွေကိုရှင်းသိက္ခာစေဆွဲကြသဖြင့်တဏှာတိုက်ပွဲတွေမသာတိုက်ပွဲတွေမှာအခါကသိခဲ့ကြရအခါကအိုခဲ့ကြရအခါကနာခဲ့ကြရတာဒီဟုတ်ပြီလားမှန်လားမှန်တယ်ဓမ္မဒါဒါနတွေဓမ္မဒါသီလတွေလုပ်လို့ရှိရင်အခါကအိုမယ်နာမယ်သိမယ်ဟုတ်လားဓမ္မဒါတို့လုပ်နေတဲ့သီလတွေဒါနတွေဓမ္မဒါတွေလားဓမ္မဒါဆိုရင်ဘာလဲလဲဒီလိုက်ဓမ္မဒါဒါနဓမ္မဒါသီလတွေဒါနကလည်းတခါတလေသီလကလည်းဓမ္မဒါချီမညီမျှတဲ့ရာရာတွေကိုရှင်းသိက္ခာစေဆွဲကြသဖြင့်တဏှာတိုက်ပွဲတွေမသာတိုက်ပွဲတွေမှာအခါကသိခဲ့ကြရအခါကနာခဲ့ကြရ
အခါကအိုးရရတဲ့ဘဝတွေဟုတ်ပြီနော်အခုတော်လေးဗမာမွေးကြည့်ရညောင်စင်အဲ့ဒီဇော်လင်းဆိုသောပုဂ္ဂိုလ်တွေညောင်စင်ရွာမှာခဏခဏမွေးခဲ့ပါသည်ခဏခဏသေးခဲ့ပါသည်ခြေရခြင်းလေထပ်ဖို့ဗျာဟုတ်ပြီလားဟုတ်ပြီနော်ညီတို့တောကတထေးမလေးရှောက်ပြီးတော့ရှာလိုက်တယ်ဟုတ်ပြီနော်ဒေါ်မမကြီးထိုးသွားတာနော်ခြေရခြင်းလေတော့ချွေးပါလေမောင်ရှိမယ်နေချစ်သူရှိမယ်နေရနားကိုရနေတခုခုတော့ခြေရခြင်းဆက်အဲ့ဒါမဟုတ်ဘူးခင်ဗျားတို့သိရတဲ့နေရာတိုက်ဆိုင်ဘာလို့ဖြစ်သွားလဲခြေရထပ်သွားမယ်အဲ့ဒါပြောတာအဲ့ဒါနဲ့ကြည့်ရတယ်ဟိုသချင်းဖယ်လိုက်ဟိုတော့နဲ့မသိဘူးတဲ့နေရာရှိလားခြေရခြင်းนี่ဥစံမင်းစံမင်းဆိုတဲ့ကောင်လေးဘယ်နေရာမှာသိခဲ့လဲဘယ်နေရာမှာမသိဘူးလိုက်ရှာကြည့်ရင်ခြေရရဲသွားမယ်ဖတ်သွားမှာဓမ္မစီတွေဒီမှာတဝဲမှာဓမ္မစီတွေလည်းတောင်းတဝဲစကားကိုလူလည်းကုနာလည်းငါတဝဲဖြစ်ခဲ့တယ်နဲ့ကြည့်ရတယ်ဟုတ်နော်ဘာလဲဦးကြီးကြီးခြေရခြင်းဖြစ်သွားမယ်ထပ်သွားမယ်သိဉ္ဇဉ်ကိုလိုက်ချင်မသိဘူးတဲ့နေရာရှိလားရှိပါဘူးခြေရခြင်းလည်းထပ်ပေါ်ပြီဟုတ်ပြီနော်ညီမငယ်များဘာလဲခြေရတွေထပ်ခဲ့ပါပြီမဖြစ်ဘူးတဲ့ဘုရားမရှိခဲ့ပါဘူးအဲ့ဒါကြောင့်ဘာလဲဓမ္မရာသီလဓမ္မရာဒါနအဲ့ဒီဓမ္မရာဓမ္မသီလတွေအခါကအိုနာသိမယ်ဒီတော့တရားကြီးတွေပွင့်လန်းလာပြီဒါကြောင့်ဓမ္မရာဒါနအဲ့ဒီဓမ္မရာသီလတွေကိုရှောင်မယ်ဒါကြောင့်မလို့တတ္တဝါတွေရဲ့ဆင်းရဲတွေကိုဆက်ဆက်ပေးတဲ့တော့ကြောင့်တဏှာဝါနလို့ခေါ်တယ်ပြီးပါပြီထိုနိဗ္ဗာန်၌ပထဝီအဘာဝောဗျာအာဘောဗျာပြုတ်ပုတ်ပါလိတော့ဒီမှာအာဘောပထဝီအာဘောဒုက္ခပါပဲပထဝီအာဘောတည်သောဝါယောပထဝီဘာဝတဲ့မလေးဒုက္ခပါပဲပထဝီအာဘောတည်သောဝါယောတကြီးလေးပါမရှိဇံတွေလည်းမရှိကံတွေလည်းမရှိဘဝမှာလာခြင်းဘဝသို့သွားခြင်းရက်တခုနဲ့တည်ခြင်းရွေရှားစုတည်ခြင်းမွေးဖွားခြင်းလည်းမရှိဘူးမှတ်ပါဝမ်းချင်မှတော့ဘယ်တော့မှမခေါ်ရတော့မှတ်တာနိဗ္ဗာန်ရသွားရင်နော်မွေးဖွားခြင်းလည်းမရှိတော့ဟုတ်ပြီလားဘာလဲရေးတာပြင်းတာအာဘောဟောကြည့်နေပြင်းအာဘောဆိုတာကဆိုတာအာဘောအာရချာအာဆွေတို့ပါတော်ရချာပေါ့အာဘောနော်တကြီးလေးပါယထာချင်းနိဗ္ဗာန်၌ပထဝီနာဂရိအာဘောနာဂရတိခြေသောနာဂရတိဝါယောနာဂရတိအိမ်မှာငငယ်တုန်းကတော့အဲ့ဒီနိဗ္ဗာန်ဆိုတာလေမြင်နဲ့လည်းမထိပါဘူးရေနဲ့လည်းမထိပါဘူးလေနဲ့လည်းမထိပါဘူးမီးနဲ့လည်းမထိပါဘူးဘာပြောမှမသိဘူးညမောင်ရေနဲ့မထိတဲ့နေရာမြေနဲ့မထိတဲ့နေရာလေနဲ့မဆွဲနေရလေအဲ့ဒါနိဗ္ဗာန်ပြောတာဓာကြီးလေးကတက်သွားတယ်မှတ်တာနော်ဒေါ်မော်လေးမြေနဲ့လည်းမထိပါဘူးရေနဲ့လည်းမထိပါဘူးလေနဲ့လည်းမထိပါဘူးမီးနဲ့လည်းမထိပါဘူးအဲ့ဒီနိဗ္ဗာန်ကရှိဘူးတဲ့ဓာကြီးလေးကတော့တီးရမိရလွတ်သွားလိုက်အဲ့ဒါလေးပြောတာနော်နောက်ပြီးတော့ကိုစော်လင်းကြီးဘက်ကလာတယ်ညောင်စင်ဟုတ်ညောင်စင်ရွာကလာတယ်ဒီရပြောရင်အမေဘက်ကအမေဝင်းထဲကလာပါတယ်အမေဝင်းရှင်ပါလေးဟုတ်လားအမေရောလာတယ်အဲ့ဒီလာတဲ့ဘုရားဒီရပြီးရင်ဘယ်သွားမလဲလာစရာသွားစရာမရှိတော့ဒါပြောတာဒါထဲမှာနော်တဏှာကိညာနိဗ္ဗာန်မြည်ဒီကမြင်နိုင်ခဲ့ပါ၏အသိခက်ပါ၏နိရောဓသစ္စာကိုအာယုံပြုသောအပြင်ဒုက္ခသစ္စာကိုပိုင်ကြသိသောအပြင်ဟုတ်နော်မက္ခသစ္စာကိုမက္ကမဟုတ်ဘူးသိသိတွေဖြတ်မလို့စာတွေလိုက်ပြင်ရပါလားနော်မက္ခသစ္စာကိုပွားသောအပြင်ထိုးထွင်းရည်တကယ်တော့တဏှာသမုဒယသစ္စာကိုလည်းဖယ်တော့မို့ပယ်တော့အပြင်အမလေးဟာပယ်တော့အပြင်သိရည်မလေးမောတဏှာကင်းရနိဗ္ဗာန်မြည်ဒီကမြင်နိုင်ခဲ့၏အတိခက်၏နိရောဓသစ္စာကိုအာယုံပြုသောအပြင်ဒုက္ခသစ္စာကိုပိုင်းခြားပြီးသိသောအပြင်မက္ခမဟုတ်ပါဘူးမက္ခသစ္စာကိုပွားသောအပြင်အဲ့ဒီမှာညီမတို့ရေနိရောဓသစ္စာကိုအာယုံပြုသောအပြင်အောင်မှာလိုင်းလေးဆွဲလိုက်လိုင်းတားလိုက်အားဖြင့်အောင်မှာအာယုံပြုသောအပြင်တစ်ချောင်းတားပိုင်းခြားပြီးသိသောအပြင်အောက်ကတားပွားသောအပြင်တားပယ်သောအပြင်တားဖယ်တာမှုပယ်တာဘယ်နှချက်ထားမလဲအာယုံပြုသောအပြင်ပိုင်းခြားပြီးသိသောအပြင်ပွားသောအပြင်ပယ်သောအပြင်ဖယ်တာမဟုတ်ဘူးပယ်တာတဝဲရဲ့ပယ်တာပါတတ်ပါဤလိုသစ္စာလေးပါးကိုမဉ္ဇဉ်ဖြင့်သိသူမြင်သူအားကြောင်းညမှုကိဉ္စနအဲ့ဒီကိဉ္စနစကားဆိုရင်ရာဂကိဉ္စနဒေါသကိဉ္စနဒိဋ္ဌိစသည်ဖြင့်ရာဂဒေါသမောဟမာနလို့ရှိတယ်ရာဂဒေါသမောဟမာနဒိဋ္ဌိကိဉ္စနညီမြခွန်းစားခွန်းပဲကိဉ္စနနော်ကိဉ္စနပါတယ်လေကိဉ္စနခွန်းစားခွန်းစားကလေး
တုံလို့ကြောင်းရခြင်းကြောင်းရတုံကနတ်သက်နဲ့တုံပါလေကြောင်းရနတ်သက်နဲ့တုံကြောင်းရဟုတ်ပြီနော်ကြောင်းရတယ်အဲ့ဒါမရှိတော့ဘူးတဲ့ကြောင်းရတာလောဘကြောင့်ကြောင်းရရတာတွေလည်းနှိမ့်ညံဒေါသကြောင့်ကြောင်းရရတာတွေလည်းငြိမ့်တယ်မောဟနဲ့ကြောင်းရရတာတွေလည်းငြိမ့်တယ်ကြားမလားဘာလဲလောဘကြောင့်ရာဂကြောင့်ကြောင်းရရတာတွေတုံလုံးရတာတွေလည်းငြိမ့်တယ်ဒေါသကြောင့်ကြောင်းရရတာတွေလည်းငြိမ့်တယ်မာနကြောင့်ကြောင်းရရတာတွေလည်းငြိမ့်တယ်ငါကမိုးဝိတာကြီးဥက္ကရာငါဇော်လင်းဥက္ကရာလေးငါ့ကိုလာပြီးတော့မြတ်ဥက္ကရာနဲ့လာကြော်ပြီးပြောနေသေးတယ်မာနနဲ့ကြောင်းကြလိုက်ငါတို့ကမလုံးနဲ့ဆွေနဲ့မျိုးနဲ့တို့ဆွေမျိုးတွေကအကုန်လုံးတယောက်မှတို့ဆွေမျိုးကပညာတတ်မပါပညာမတတ်အကုန်လုံးဘွဲ့ရတယ်ဒီမာနနဲ့ကြောင်းကြတဲ့အဆန်းဟောဒိဋ္ဌိနဲ့ကြောင်းကြတယ်အဲ့ဒီကြောင်းကြမှုတွေအကုန်လုံးပါတယ်လေမြင်သူအားကြောင်းကြမှုကိစ္စနာမရှိတော့ပါလောဘဒေါသမောမာနထောင်လွှမ်းမှုတွေအယူမှားမှုတွေပြစ်မှားမှုတွေဟောရာဂဆိုတတ်မဲ့မှုရေးလိုက်ရာဂတတ်မဲ့မှုတွေလောဘလေးကိုဖြတ်လိုက်တတ်မဲ့မှုတတ်မဲ့မှုအဲ့ဒါတွေကြိုက်ကြီးတတ်မဲ့မှုတတ်မဲ့ပြစ်မှားမှုဒေါသပြစ်မှားမှုပြစ်မှားတော့ရတယ်ပြစ်မှားဆိုတာနားလဲပါပြစ်မှားတွေးဝေးမသိတွေးဝေးတယ်မသိတယ်ဒါသိရတို့သိရတွေးဝေးခြင်းမသိခြင်းမာနထောင်လွှားခြင်းဒိဋ္ဌိယူမှားခြင်းအမြင်မှားခြင်းအဲ့ဒါတွေမရှိတော့ဘူးတဲ့နိဗ္ဗာန်မှာနိဗ္ဗာန်ကိုတစ်ချိန်တစ်ခါမှအာရုံမပြုလိုက်တာဖြစ်ခြင်းကြောင့်ကိုစော်လင်းကြီးတို့မာနကြီးပါတယ်ဘုရားသနာတို့မာနကြီးပါတယ်ဟုတ်ပြီလားဘာလဲလဲကိဉ္စနာလို့ခေါ်တယ်ဘာလဲလဲကိဉ္စနာကြောင်းရဘာလို့လဲကြောင်းရနေရတယ်အဲကြောင်းရတော့ဘယ်လိုခေါ်လဲကိဉ္စနာလို့ခေါ်ကိဉ္စနာဟုတ်ပြီလောဘနဲ့ကြောင်းကြဒေါသနဲ့ကြောင်းကြမောဟနဲ့ကြောင်းကြအဲ့ဒါကိုရာဂကိဉ္စနာဘယ်လိုခေါ်လဲလောဘကိဉ္စနာဒီလိုဆိုရတယ်တဲ့ဟုတ်ပြီနော်ဒါဖြင့်ကောင်းပြီအလုံးလုံးဖို့အတွက်ကိုကြောင်းကြမှုမရှိပါဘူးလားတဲ့ရှိပါတယ်တဲ့နော်ဟုတ်တယ်လေဟောရာဂကိဉ္စနာဒေါသကိဉ္စနာမောဟကိဉ္စနာနဲ့အဲ့ကကြောင်းကြတာမီးပဲခုနစလုံးမပြောတယ်စခွင့်မစလုံးကိဉ္စနာစလုံးနော်အဲ့တော့ကြောင်းကြတယ်ဆိုတာဘာလဲကြောင်းကြတာမီးတစ်မျိုးပဲပူပင်ကြောင်းကြသောကရောက်နေရတယ်အယူမားတွေနဲ့ကြောင်းကြဘဝမှာဟုတ်ပြီနော်အဲ့ဒါကြောင့်အဲ့ဒီအယူမားတွေအမြင်မားတွေအတွေ့အခေါ်မားတွေဟာကိဉ္စနာတွေပါပါတယ်တဲ့နောက်တစ်ခါနိဗ္ဗာန်ဟူသည်ဖြစ်ပေါ်မှုအဇာတအဘုဒ္ဓခေါ်ရည်အကတမမှားပြန်ပြီအကတကာယေကအဇာတအဘုဒ္ဓအကတကာယေကတောင်ဘုဒ္ဓအကတအသင်္ကတဖြစ်ပေါ်မှုမရှိဘူးထင်ရှားတဲ့နေမှုမရှိဘူးပြုလုပ်တာမှုမရှိဘူးချွတ်တင်စင်ထားလို့မရဘူးနေတရဏအမှားပြန်ပြီသာအကြည့်ကိုမာနိကရဏတော်သေးတော့ဓမ္မစီကြည့်ပြီလို့တော်သေးတော့နိတရဏနော်နိတရဏပြင်ပြီလားသာကြည့်ခန္ဓာမှာထွမြောက်တယ်လွတ်မြောက်နေတယ်ဥဒ္ဒံပါဠိတော်လာတာပါအဇဒံအဘုဒ္ဓနိဗ္ဗာန်ရဲ့ဖြစ်ပေါ်မှုသဘောလည်းမရှိပါဖြစ်ပေါ်တာမရှိရင်ဩဘိစိတ်တော်နိရောဓန်ဤဖြစ်ပြီးရင်ပြတ်မယ်သင်္ခါရတရားမှန်သမျှဖြစ်ပြီးရင်ပြတ်မယ်နိဗ္ဗာန်ကဖြစ်ပေါ်တာမရှိခြင်းကြောင့်ပြည့်စည်ခြင်းလည်းမရှိတော့ဘာလဲသင်္ခါရတရားမှန်သမျှသင်္ခါရကြရသင်္ခါရတရားမှန်သမျှဖြစ်ခြင်းသဘောတွေရှိသည်ဖြစ်ခြင်းသဘောရှိရင်ပြည့်ခြင်းသဘောသို့ဥတည်ပါသည်တို့နိဗ္ဗာန်ကဖြစ်ခြင်းသဘောမရှိပဂရိဓာတ်သားလို့ထိတိသဘောတည်နေတာဖြစ်ခြင်းကြောင့်သူ့မှာဖြစ်ခြင်းသဘောမရှိတော့ဖြစ်ပြီးရင်ပြည့်ခြင်းသဘောဥဒ္ဒယဘယဥပ္ပါဒဝယဖြစ်ပြီးရင်ပြတ်တာမရှိသင်္ကတတရားတွေသင်္ခါရတရားတွေသင်္ကတသင်္ခါရအောက်ကရေးလိုက်သင်္ခါရသင်္ကတအောက်ကသင်္ကတတို့သင်္ခါရဆိုဖြစ်ပြီးရင်ပြတ်တယ်ဟာနိဗ္ဗာန်ကဝိသင်္ခါရဟောနိဗ္ဗာန်ကျတော့သင်္ကတနဲ့ဖြစ်ပြီးရင်ပြတ်
နောက်အဲ့နဲ့ချက်ချေခတ်လိုက်ဟိုလေပြက်ခဲ့နောက်မှာချက်ချေခတ်ပြက်ခဲ့ချက်ချေခတ်လေကြောင်းမြန်မတူအသင်္ကတမတူဘူးလို့ပြောတာအသင်္ကတဆက်ရည်အဆက်ရည်အသင်္ကတမတူဘူးလေဟိုဖြစ်ပြီးပြက်တယ်အသင်္ကတကပြောင်းမြန်ဒါကသိအောင်သင်္ခါရသူတို့ကဖြစ်ပြီးပြက်ပဲတုံးပြလိုက်အတူပြလိုက်သင်္ခါရလည်းတူတူပဲလို့ပြီးတော့ဝိသင်္ခါရချက်ချေခတ်မတူဘူးဟောပါဠိစာပေရသောသင်္ကတလို့သုံးတယ်အသင်္ကတလို့သုံးတယ်သင်္ခါရလို့သုံးတယ်ဝိသင်္ခါရလို့သုံးတယ်ပါဠိစာပေအသုံးပြုသွားတယ်ဟောဒီနေ့မှာဆရာတော်ခင်ဗျားတို့ဟိုမဟုတ်ဆရာတော်ဓမ္မဂရိယာလေးသူစိတ်မကောင်းဖြစ်နေဒီနေ့သူရှိတော်တရားတက်တယ်လားသူ့လည်းနီးလေးပါလေးပြေးအောင်ဆိုပြီးတော့ရှင်မယားဒီလိုတော့ပြန်သွားမယ်သူနောက်ဒီသူဆရာတော်ကြောင့်လာခဲ့ပါရှင်မယားတက်လာတော့ဆရာတော်ဥက္ကဋ္ဌနာရှိမှာတက်လာတော့နေ့စဉ်ရက်ဆက်နေလိုက်10နှစ်ခေါ်စားလို့ရကြရမယ်လို့ပြော10နှစ်တက်ဒါကဘာညံမှမရှိပဲနဲ့ညံတုံးလုံးကိုတော်အနေနဲ့ဆိုရင်10နှစ်အရှင်မရညံပညာထက်ရင်တက်သက်ပဲလို့ပြောတယ်တက်သက်တယ်ညံဒါကအရှင်မရကိုအောက်ဖြစ်ချပြောလိုက်ဘာစာပေမှမတက်ဘူးတော်တော်နှုံနေတယ်ဆိုတဲ့ဘုန်းကြီးဆိုရင်10နှစ်ခေါ်စားလို့ရရှင်မရဓမ္မစရိယအဆင့်လောက်ရောက်ပြီအဲ့ဒီလိုမျိုးဆိုရင်တက်သက်နော်ပြောလိုက်ပါအဲ့ဒါလေးတွေကိုပြောလိုက်ပါတယ်ဟုတ်ပြီနော်အဲ့တော့သင်္ကတဖြစ်ပြီးရင်ပြတဲ့သင်္ကတသင်္ကတအသင်္ကတလို့သုံးသည်သင်္ခါရဝိသင်္ခါရလို့သုံးသည်စာပေသုံးတယ်လို့သုံးတယ်ဆိုတော့ဒါတဏှာထဲမှာတော့သုံးပုံလေးတွေအကုန်လုံးပြောလိုက်တယ်ပြီးတော့တချမ်းတော့ကိုပိုင်ပိုင်နေနေသင်လိုက်ချင်းနဲ့ပြီးတော့မဟုတ်ရင်ဘယ်စာသင်လို့မပြီးတော့သသလုံးစာသင်ပေတဲ့ပြောင်သင်ရတော့အဲ့ဒါနော်သွားမယ်ဒီဘက်သွားလိုက်နေတိတသသလိတံအနေတိတသသလိတံနတိစိတ်ကောင်းတော့တို့ဆရာကနေတိတံသလိတံမြင်ရင်လုံမယ်မမြင်ရင်မလုံတော့ပါအခုတော့မတည်သေးဘူးနောက်တစ်ချိန်ကြာရင်အဲ့ဒီနေတိတံသလိတံအနေတိတံအသလိတံဆိုတဲ့အချက်လေးကိုကြီးလာတယ်အတွေ့အကြုံတွေများလာတယ်ပို၍ခံနိုင်ရရှိလာတယ်အဲ့ဒီနေတိတံဟာမိလိုက်တာနဲ့ဆိုတော့ဒဝယ်မှာတရားဟောလိုက်တယ်ဒဝယ်ကနေပြီးတော့340လောက်ထုတ်လိုက်တယ်ကနဲ့တည်သွားလိုက်တယ်5သိန်းကျွဲတယ်မိလိုက်တာလေဒဝယ်နဲ့ကအကဲတာဒဝယ်ရတာ2သိန်းလူကြည့်ပါလားကနဲ့တည်ရ5သိန်းဆိုရင်ဒီဒဝယ်မြူကြီးတယ်ဖြစ်တယ်လက်ကဖွက်ချကိုဇော်လင်းလို့ဆိုတဲ့လူကိုတူကျော်အိမ်ကြီးရတော့အကြီးတထေးကြီးဟောငါကြတော့တင်ငင်းလေးကအညံ့စားလေးပြလိုက်တယ်မိလိုက်တာကိုကနဲ့တည်ရဖြစ်လာတော်ရတာဆိုတယ်နဝကံမကြီးအများကြီးရမိလိုက်တယ်တုံလို့တော့ဘယ်လိုမှမသိလိုက်အဲ့တော့ခုဒဝယ်ရနေပြီးတော့ဆရာတော်ဥက္ကဋ္ဌနာရဲ့ရဟန်းမဥထေးမြင့်မတ်ချိုဖြစ်ပါတယ်ဒကာဝင်းတော်ရဲ့ကိုတန်းဝင်းတို့ရဲ့ရန်ကုန်ကကိုဘိုတို့ရဲ့မောင်ကျော်မြင့်တို့ရဲ့ဓမေစီဥက္ကဋ္ဌနာရဲ့အဲ့ဒီကနက်သေးကြီးကပင်လေကမ်းခြေတွေ beach လေးကိုလိုက်ပို့ခိုင်းပါကိုရဟန်းဆိုတော့လေအေးပါကဲလေတပည့်တော်လိုက်ပို့ပါမယ်ကိုကြီးတော့မတ်ချိုခေါ်တဲ့အတန်မျိုးလေးပေါ့ကိုကြီးသူဘလူးခေါ်မှသူဘလူးခေါ်မှလည်းမနေချင်ယူပါတယ်အကိုကြီးလည်းမဟုတ်ကိုကြီးလိုက်ပို့ရစမ်းပါဆရာတော်ဆရာတော်ကတနာမိမရာကြောက်လို့ပို့ရတာဘုန်းကြီးရရောဒီနေရာကြီးမြန်တာသေးတယ်ရှင်ဘုံမှာရှင်မရလည်းချောင်းသာတော့ငါပြရောက်သွားပါလားဒီလောက်တော့ကြာတော့ရှင်မကြိုက်ရလို့လမ်းရဆိုးရတာသွားကျင်တာဘယ်သူသွားကျင်တာသမင်းစည်းဒီပို့တာကိုထင်းနေဆိုတော့ခင်ဗျာလေဗျာခင်ဟိုရောက်နေခင်ဗျဟောကနသတိရွာရလေကမ်းကြီးတိတ်လာတာဗျာကိုကဗမာနှီးထားတာကိုသူကတော့အဲ့ဒါမကြိုက်ဘူးလေအခုကြတော့ဓမေရီရဧည့်တယ်ပါကနဲ့သီရိသားဖြစ်တဲ့ပုထေးမြင့်တို့မတ်ချိုတို့သူတို့ကာလပြင်ရောအဲ့ဒီဒရိုင်ဘာဆရာကြီးတစ်ချက်မှမညီဘူးဆိုအဲ့ဒါကိုရွှေ့ကြည့်လိုက်ဟောကာလနဲ့ဖိုးတယ်မကောင်းဒါပေမဲ့နေ့စဉ်သွားနေကြတဲ့သူတွေငါကတစ်ရက်သွားမယ်နောက်တစ်ရက်ငါပြန်မယ်နှစ်ချိန်နဲ့ငါသိရတယ်နေ့တိုင်းသွားနေတဲ့သူတွေသူတို့ဘယ်လောက်ပြင်ပန်းနိုင်မလဲအကေများစူပါစတာကားတွေမှာစီးတဲ့ပုံကိုယ်တွေငါက AC အဲယာကွန်လေးဖွင့်ထားတယ်နောက်မှာတောက်ရည်ပါတယ်စားကြတွေပါတယ်ပန်းသီးတွေလိမ္မော်သီးတွေပူတင်းတွေဖြန့်အချမ်းရံနေနဲ့ပြည့်ပြည့်စုံစုံစားတောက်တွေနဲ့ဒီလိုသွားရတဲ့ဘုန်းကြီးဘဝကိုငါကညည်းနေမယ်ဆိုရင်ကိုထင်းမြင့်ကအကေများကိုထင်းမြင့်ကငါဘေးနာဓမ္မကြီးတွေကကိုထင်းမြင့်ဆိုရင်ဟိုဒေါ်ချိုကြီးမပါဘူးနော်ဆရာတော်စိတ်ကူးရင်မှာအဲ့ဒီဒေါ်ချိုကြီးမမဲကြီးမပါဘူးကိုထင်းမြင့်နဲ့ဥက္ကောသနာနဲ့ပြောင်းပြလိုက်တယ်ကိုထင်းမြင့်ကများဓမ္မကြီးတွေဖြစ်ဓမ္မကြီးတွေမှာကိုထင်းမြင့်ဖြစ်ရင်
သူအဲ့လိုညင်းဘုန်းကြီးရတယ်ကွာဘုန်းကြီးတွေရတယ်ဒါကလမ်းမကောင်းတာငါဘာတတ်နိုင်မှာလဲသူကကြည်ညိုလို့ပြင်တာပဲသူစိတ်ကလေးဆင်းရဲသွားမယ်ဆက်မမီတော့မမီတာဖြစ်ချင်းကြောင့်ရွာရောက်သွားပါတယ်ပြင်မန်းလာဘာမှမနေဘူးဆရာတော်ပြုံပြုံနော်ဟုတ်လားဘာဖြစ်လဲဒါမမီတော့မမီမလုပ်ဘူးကြည့်လိုက်မိနေတဲ့များကလည်းဘာလုံးတုံလုံးမယ်မမီရင်မတုံလို့တော့ပါမတုံလို့ရေးချင်မတုံလို့ပါသိကောင်းတကယ်ကခုနေတော့ခဏလေးကိုခင်ဗျားတို့လေဒါကတကယ်ကိုဝိပဿနာအစဉ်နဲ့မြင့်သွားပြီးတော့တရားရသွားတဲ့သူတွေရဲ့နှလုံးသားတွေအဲ့ဒါကိန်းကပွဲသိမ်းနော်နေတိတ္တသသတိတံအနိတိတ္တသသတိတံနတိသိကောင်းတို့ဆရာကအဲ့ဒါကိုတို့ဆရာကပါဠိတော်ကတော့နေတိတ္တသသတိတံလို့ဒီလိုရှိပါတယ်ဒီမေဆရာတော်တို့ရဲ့ဆရာတွေကတော့နေတိတ္တံသတိတံအနိတိတ္တံအသတိတံလို့တို့ဆရာကတော့တူတူချင်းချင်းဒီလိုပေးပါတယ်စာပေမှာတည်းရှိတာကတော့နေတိတ္တသတိတံလို့ဒီလိုရှိပါတယ်ဒီလိုရှိတယ်စာမှာတည်းရှိတာကတော့နေတိတ္တလို့ရှိပါတယ်အဲ့ဒါကိုဆရာသမားများကတော့လိုလေကူကူဖြစ်အောင်နေတိတ္တံသတိတံအနိတိတ္တံအသတိတံဒီလိုပေးတယ်တို့ဆရာကနော်တို့ဆရာကဘာလဲလိုလေကူကူဆိုလို့ရှိရင်နော်အနိတိတံသတိတံနေတိတံသတိတံတို့ဆရာကပြင်လိုက်ပါဠိမှန်ကတော့ဘယ်လိုရှိလဲနေတိတ္တသလိတံအနိတိတ္တသလိတံနတ္တိလို့ရှိပါသည်မိရင်လှုပ်မယ်မိရင်တုံလို့တယ်မမိရင်မတုံလို့တော့ပါအာယုန်လေးနောက်လိုက်ပြန်တော့မြတ်တော်တစ်ချက်ခံစားရမှာတော့အိမ်မြတ်ချမ်းသာအာယုန်လေးတွေခုကျတော့ဒီနေ့မှရှိတဲ့မုံမော်လေးကချောလိုက်တာကိုမှချောတာမဟုတ်ဘူးဒီနေ့မြတ်တော်တစ်ချက်လေးမှလည်းပြီးသွားတာအဲ့ဒါတွေကိုကထင်းနေတာကိုတည်းနဲ့ရုပ်မြင်တန်ကြားထဲမှာရှိတဲ့ခြုံဝံလေးနဲ့ခင်ဗျမတ်ချုံနေဘယ်သူကချောလဲဘယ်သူကသမင်းကျွေးနေကြလဲအဲ့ဒါသိလိုက်ပေါ့တခါတည်းနဲ့သူ့နောက်လိုက်တယ်သလားနော်9နဲ့7နိုင်ကျမှလာမလို့နဲ့တခါတည်းနဲ့အပေးတွေလို့လဲဟုတ်လားနော်ဆိုတော့အဲ့ဒီထဲမှာမျက်လုံးလေးပေါ်မှာချောတာလားရုပ်မြင်တန်ကြားထဲမှာချောတာလားမျက်လုံးလေးမှာအာယုန်လေးနောက်လိုက်ပြန်တော့မျက်တောင်တစ်ချက်ခံစားတယ်မှာတော့အိမ်မက်များချမ်းသာ7နိုင်လဲကြာကျော်ဒီကနေ့ညမြန်မာရုပ်ရုံမြင်တန်ကြားသတင်းကောင်းတွေမြောက်ရှင်းရတော့မှာခဏနဲ့ကောင်းတဲ့ချိန်ဟာဒါတွေ့ကြားလိုက်လားသူအဲ့လိုပြောကောင်းတဲ့နေရာလေးဘာလို့လဲပြီးတော့သူဖြစ်သွားတယ်ဟာခံစားစေမှာတော့အိမ်မက်မြတ်ချမ်းသာသူရေးပြီစမ်းဟုတ်ကရေးပြီစမ်းခံစားစေမှာတော့အိမ်မက်မြတ်ချမ်းသာကိုထင်းမြင်အတွက်လို့ရေးလိုက်အာယုန်လေးနောက်လက်ကျင်းတော်မြတ်တော်တဲ့ချက်ဘလောက်ပဲရှိပါကိုစော်လေးကြီးဘယ်နေရာမှာကြောက်သွားတာလဲမြတ်တော်လေးရဲ့ဟုတ်နော်အာယုန်လေးနောက်လက်ကျင်းတော်မြတ်တော်တဲ့ချက်ခံစားစေမှာတော့အိမ်မက်မြတ်ချမ်းသာဘယံဗရာပွေလင်းရှုပ်တတ်မှုရေရင်မမြုပ်တို့ပါမောင်ထင်းမြင့်ဆရာဆိုမဲ့ဟုတ်ပြီလားဟုတ်ပြီလားကိုထင်းမြင့်အတွက်ရေးရတယ်ဦးထင်းမြင့်အတွက်တော့တရားတကာကြီးအတွက်ဦးထင်းမြင့်ဖော်ဦးထင်းမြင့်ပေါ့ဗျာခင်ဗျာဖော်ရှိရဖော်လေးထည့်တယ်ထင်းမြင့်အပေါ်ကဖော်ဟုတ်ပြီဖော်စူပါစတားကြီးအာယုန်လေးနောက်လိုက်ကျင်တော်မြတ်တော်တစ်ချက်ခံစားစေမှာတော့အိမ်မက်များချမ်းသာဘယံဗရာပွေလင်းရှုပ်တတ်မှုရေရင်မမြုပ်တို့ပြရေရိမ်မှမြုပ်သလိုပမောင်သေးမြင့်ရဲ့မင်းဆရာငါဆိုမိဟုတ်နော်ရေရိမ်လေးမှညုတ်သွားတာမသိဘူးဟုတ်ပါဇလံမုံ90လောက်ပြီရောဇလံမုံ90ဆိုတော့ဇလံတစ်ခုတစ်ခုကိုတနာကြီး90လောက်များလုပ်ရင်ဒီကတော့အဲ့ပုဂ္ဂိုလ်တရားရတာကြာလာပြီတော့ချိုးဟုတ်လားနော်ကြည်ပါဆရာတော်လည်းနှက်သက်ပါတယ်ဒါပေမဲ့အသိဉာဏ်လေးဝင်ဖို့ပြောတာဟောကုံလေးပြန်တွက်လိုက်90ဟိုအပိုင်း58တဲ့တနေ့ကိုတနာကြီးဆိုတော့ဘယ်လောက်တနာရောမကောက်ဘူးနော်တနာကြီးအထပါ58နာရီ58နာရီဆိုရင်58နာရီဆိုတနေ့ကို10နာရီတရားနဲ့ဆိုရင်9ရက်နန်းစတော့တရားတော့ညီတယ်ဗျာအမေပေါ်သေးသေးမထင်နဲ့ကိုချိုဝံကြီးရဲ့နော်အဲ့တော့ဟိုမတ်သေးမြင့်ကိုချိုဝံလို့ပြောတာပြောင်းလိုက်တယ်နော်ဟုတ်ပြီလားဒီနေ့မှစပြီးမတ်သေးမြင့်ဆိုပြီးပြောင်းတယ်ကိုချိုဝံလို့ပြောတယ်နော်ဟုတ်တယ်ခံစားခြင်းမှာတော့အိမ်နဲ့မြတ်ချမ်းသာဘယံဗရာပွေးလင်းရှုပ်ကံမို့ရေရိမ်မှမြုပ်သလိုပရေရိမ်နဲ့မြုပ်သွားတာမဟုတ်ကိုယ်တော့အောက်ကြည့်တော့ရေရိမ်မှမြုပ်သလိုပကိုထေးမြင်မင်းဆရာငါဆိုမိသူဆရာကလေသူဆရာအဲ့လိုပြောတာအာယုန်လေးနောက်လိုက်ပြန်တော့မြတ်တော်တဲ့ရှင်မိနေသမျှတုံလို့တယ်ခံစားစေမှာတော့အိမ်မြတ်များချမ်းသာဘယံဗရာပွေလင်းရှုပ်တတ်မှုရေရိမ်မှမြုပ်သလိုပနေရမဆရာဆိုမိထ
မင်းတလုတ်သတင်းသမင်းတလုတ်ဟင်းတဆုပ်ရင်းနဲ့အဲ့ဒီချိုးဝံတော့ဘာစားလဲသမင်းစားတာပဲသူလည်းကိုရီးယားဆိုသမင်းစားရတယ်ခင်ဗျားလည်းသမင်းစားတဲ့သူကြီးအီးယူလို့ပြီးသွားကြည့်တော့ဗျာဒီလိုတွေ့ရတော့ပြီးသွားကြတော့ဒါကအနာဂတ်ကြီးမသွားတဲ့လမ်းစဉ်ကြီးမကြည့်ပါဟောကြည့်ပါသဘောပြောတာကိုစောလင်းချိုးဝံဘာစားလဲသူဘာလုပ်လဲဘာထွက်လဲအီးတွေပဲကိုတင်းမြင်ဘာစားလဲဘာထွက်လဲတူတယ်နော်ဟောသမင်းတစ်လုံးရင်းတစ်ဆုပ်ရင်နဲ့သတင်းပုတ်ပါတဲ့ဟဲ့သေးမြင့်မင်းခန္ဓာဒါတော့အပြတ်ချုပ်တာဟဲ့ဒါတော့မသွားပါနဲ့ဟုတ်ဒါဆိုတော့အဲ့ဒီချိုးဝံပြုတ်ရင်မချိုးလဲကြံခဲ့ပြီမှတော့ဒါအနာဂါမိမတက်သွားမယ်ဒီတိုင်းဒါမသွားနဲ့ဟုတ်ဒါရှိတဲ့ကြောင်းလားပြောတာသမင်းတစ်လုံးရင်းတစ်ဆုပ်ရင်နဲ့သတင်းပုတ်ပါတဲ့ဤခန္ဓာဘယ်ကရတယ်ဒီဘဝတဏှာကြောင့်ရတယ်ဒီလိုသွားလိုက်တာသမင်းတစ်လုံးရင်းတစ်ဆုပ်ရင်နဲ့သတင်းပုတ်ပါတဲ့သတင်းပုတ်ဘာမှအပုတ်တွေထွက်တာအဲ့ဒါပြောတာကိုရင်းနဲ့ချိုးဝံပါတွေထွက်တယ်ဟာသူပါလဲထွက်တယ်သူစားလိုက်တယ်ဟုတ်ပြီနော်ကျော်လောကျင်းနဲ့ပြင်းနဲ့သင်ချိုစားတော့မျိုးလဲဤကိုဝင်းကောင်းတညံအောင်ကမကောင်းရင်ဝင်မစင်ကြည်အကယ်စင်းစေအပုတ်ဖြစ်ဟောကိုနဲ့ကိုစောနဲ့ခမရမနေ့ကညနေကနေကက်ကတဲ့ဟာတွေသုံးနေတာကောင်းလားမကောင်းလားကိုလေးအောင်ပြီမနေ့မိုးလေးပြန်လာပေးမယ်ယူမလားပြီးတော့ကျော်လောကျင်းနဲ့ပြင်းနဲ့သင်ချိုစားတော့မျိုးလဲဤကိုဝင်းကောင်းတညံအောင်ကမကောင်းရင်ဝင်မစင်ကြည်အကယ်စင်းစေအပုတ်ဖြစ်အညစ်စရိမသေးရီမသေးလီပုတ်သေးလီပုတ်ရှင်ဟောဒါဆင်းရဲရလေကြည့်လိုက်ပါချွန်ကိုကြည့်ပြီးတဲ့ခင်ဗျာအဲ့ဒီချက်ဆင်းရဲဟုတ်လားဘလောက်ပဲကြော်လောချိန်နဲ့ပြိုင်နဲ့ဘလောက်လှပေါ်လေပြင်တာတညပဲအခုကိုစော်လင်းကိုကျုပ်ပြန်ပေးမယ်လေယူမလားဟောသူကြီးကကျုပ်စားကြတာလေယူလားယူတော့တညပဲခံတညတော့ဟုတ်ပါဘူးခင်ဗျာအိမ်မများဆွန်းစားနေများအကေအယိုးစုလို့ဘတ်ဆိုအန်ထွက်လေပြန်ယူမလားကိုစမ်းမယူမလားတညတော့မနေဘူး10မိနစ်တွင်တော့ယူလားမယူပါဘူးဒီရောက်ကြသွားရင်ဘယ်သူမှမယူတော့ဒါလေးဆင်ញင်များလေးကြည့်ပါရုပ်ရှင်လည်းကြည့်ပါဗီဒီယိုလည်းကြည့်ပါ TV လည်းကြည့်ပါဘောလုံးဝဲလည်းကြည့်ပါသို့တော့သမင်းတစ်လုံးရင်းတစ်ဆုပ်ရည်နဲ့သတင်းပုတ်ပါတဲ့ချိုးဝံကြည့်တဲ့ကိုခေးမြင့်နဲ့အတူတူပဲကြည့်သည်ဒါသနာတော်ကြည့်တာလေသဒနာသံဗရာဖယ်လိုက်လို့ရှိရင်တော့အိမ်တော်ခွေးအိမ်ထဲမှာအိတ်ခမ်းထဲမှာအိမ်နေတဲ့စုပါဒရာမချိုကြီးတဲ့မရှင်ရေးချမရှင်နိုင်ပါတို့မြင်တာဟုတ်ပြီနော်အဲ့ဒီချိန်ကမှတော့မိုးဘူးဆယ်တော်ဘုရားကြီးတယ်မလာခဲ့နဲ့ဓမေသီတဲ့မလာခဲ့နဲ့သနာတယ်9နိုင်နဲ့7နိုင်ကျမလာခဲ့ဒီလိုလားကိုရင်းမြင့်9နိုင်နဲ့7နိုင်ကျမှာခင်ဗျားတို့ဆရာမပြောတာလေ9နိုင်နဲ့7နိုင်ကျမှာလည်းဘလောက်ပဲဝေဒနာဖြစ်နေတယ်မလာခဲ့နဲ့မကုပေးဘူးဟာအဲ့ဒီချိန်မှာခင်ဗျားတို့နေမကောင်းပြေးပါဗျာကနဲ့သေးဒီမှာ9နိုင်နဲ့7နိုင်မှာဘိုင်းမအောင်ပြဿနာမတက်အောင်နေဖြင့်သေးမှာဆရာမမလာနဲ့အဲ့ချိန်မလာနဲ့ sorry ဘယ်လူမှမကူကိုရင်းမြင့်အောင်တူတူပဲတူတူပဲနော်ဒါဆိုတော့တွေ့ပြီနော်ဟိုအိမ်နောက်ဝေးကလကာထဲမှာရှိတယ်ဒေါ်ချိုသူပါဒရာမချိုအဲ့ဒီရုပ်မြင်သညာစဝင်ထဲမှာရှိတယ်ချိုဝံမတူရေးချမတူပါဘူးဘယ်သူမှမတူတာတဏှာကမတူတာလေပြီးနေတာကိုတဏှာကမင်းကြီးအောင်ခင်းမြင့်အဲ့ဒါမတူဘူးအဲ့ဒါမင်းမချိုကြီးမဲမဲသိသိနဲ့တခြားစီသူလှည့်စားနေတာလေလှည့်စားနေတာအဲ့ဒီဝိညာဉ်လေးကအဲ့ဒီသင်္ခါရလေးကသင်္ခါရခန္ဓာနဲ့တရားကမပြောလုံးလားနဲ့တူလေးဒီဝိညာဉ်လေးကလှည့်စားတယ်ဝိညာဉ်နဲ့ခန္ဓာနန္တရားကမျက်လက်သမားနဲ့တူလေးသည်ပြည့်ဆိုကြည့်မယ်ဝိညာဉ်နဲ့ခန္ဓာနန္တရားကမျက်လက်သမားနဲ့တူလေးသည်ထိုမျက်လက်သည်မခိုင်မြဲလို့အဆိုင်ခဲပြက်ရသည်သေးသေးချာချာရှုတော့အတုပဘာဝနာခန္ဓာဝကတန်ယုတ်ထုတ်ပြကြံအလားအဲ့ဒီကြည့်နေသေးလေးမှာဖတ်ခနဲ့ချိုးဝင်လေးပြက်နေယူဘက်ခန္ဓာယုတ်တရားကရေဝဲလာနဲ့တူလေးသည်ဝေဒနာခန္ဓာနန္တရားခံစားစေမှာတော့အိမ်များချမ်းသာဝေဒနာခန္ဓာနန္တရားကရေမျိုးယူဘက်ခန္ဓာယုတ်တရားကရေမျိုးလားနဲ့တူလေးသည်ရေမျိုးကြီးတွေပဲလေးလူကလေတက်လိုက်အောင်ပြတာဘတ်ဆိုခွဲသွားပြီးတော့ပြန်စုသွားလို့ရှိတာကြည့်နေသေးမှာပြက်တယ်အဲ့ဒါလေးခံစားလိုက်တဲ့ဝေဒနာလေးကဝေဒနာခန္ဓာနန္တရားကရေဝဲလားနဲ့တူလေးသည်ဒါလေးကိုငါကြိုက်တဲ့ငါနှိမ့်သက်တဲ့မင်းကလေးတွေသင်ရဲ့ခန္ဓာမှတ်သားရတာသင်ရဲ့ခန္ဓာနန္တရားကဘာလဲတန်လျက်လားနဲ့တူလေးသည်တန်လျက်ကလေးကပပဆိုပြတ်သွားတယ်
သင်္ခါရခန္ဓာနန္တရားကငပြောလုံးလားနဲ့တူလေသည်ငပြောလုံးလိုက်အနှစ်တွေ့လို့ရှာပြီးရှာညာတော့လဲဘာမှမတွေ့ဘူးဝိညာဉ်နဲ့ခန္ဓာနန္တရားကမြင့်တဲ့သမားနဲ့တူလေသည်ထိုမြင့်တဲ့ဒီမခိုင်မြဲလို့အဆိုင်ကဲဖြစ်ရသည်တေရေချာချာရှုတော့အတုပဘာဝနာခန္ဓာဝကသံယုတ်ထုတ်ပြခြင်းအလားရုပ်ရှင်နဲ့ချိဟုတ်ပြီနော်ဆရာတော်ပြောတဲ့အရာလေးကိုလေဆရာတော်ကသံဃာရဲ့ခန္ဓာထဲမှာတော့တပည့်တော်ရဲ့မြတ်ချမ်းသာကြည်ရိမမြို့ကလေးပါနေရမည်ဆရာဆိုမိသမင်းတလုံးရင်းတဆုပ်ရင်နဲ့သတင်းပုတ်ပါတဲ့ဤခန္ဓာဟုတ်ပြီလားအဲ့ဒါလေးတော့ကြည်လက်ကြည့်ပါဆိုတော့ကြည်ရင်ကြည်ရင်လည်းဩဘုကောရဲ့နော်တော်ချိုးကြီးမှတ်တာနော်ရှင်ကြည်လဲကြည်ရမယ်ဒါလေးနဲ့ပြောရတာအဲ့တော့နေသိတံစလိတံမီးလှုပ်တယ်အကယ်အဲ့ဒီရုံးမြင်စံကြားကအဲ့ဒီနေမှာများဆိုတော့ကအင်္ဂါနဲ့ဘုရုကိုတွေ့နေဆိုတော့တနေ့နာနေဖြစ်နေခင်ဗျာဖြစ်နေကောင်းတယ်နော်ဟုတ်လားဘာနဲ့လဲဩကိုကြီးနေစမှာကွာဒီနေ့ချူအောင်မဟုတ်ရှင်ရတဲ့ရှင်ရတပတ်လုံးနဲ့လာရင်ဒီနေ့ရှင်ရတနေ့နာနေလေအင်္ဂါဩငါမှားသွားလို့နေလေးဘာဖြစ်လဲစိတ်ကလေးကအင်္ဂါဘုရုမှလာဆိုအင်္ဂါဘုရုတွေဘာလုပ်လဲမီးနေတာတနေ့နာရှင်တနေ့နာနေလေတနေ့နာရှင်နေတိုင်းပဲရှင်ရတယ်ဩ sorry ကွာငါလည်းမှားရောင်သွားလို့တနေ့နာလေးကအင်္ဂါသင်ပြီးမီးနေတယ်လာမယ်သင်ပြီးရုပ်မဲ့တန်ညာရှိမှထိုင်းနေတယ်ဒေါ်ချိုကြီးကဆွဲခေါ်လိုက်တယ်ဒီနေ့တနေ့နာနေရှင်းကြည့်တော့မလာဘူးကြည့်တော့မှမလာဘူးမမီနိုင်တော့ဒီနေ့ရုပ်မဲ့တန်ညာပြတ်သွားတယ်မီးတွေအောက်သွားတယ်ဒုက္ခပါကွာဒီနေ့စိတ်ကောင်းတဲ့ဇာတ်လမ်းလေးဘာလုပ်လဲမီးကမှောင်းနေတယ်ရုပ်မဲ့တန်ညာထဲမှာရှိတဲ့ချိုဝင်လေးမှာဘာဖြစ်လဲစိတ်ကမီးနေတယ်နေသိတံစလိတံအနေသိတံစလိတံမမီမလုပ်ပါမီးလုပ်မယ်စပတ်မမီခဲ့သည်ရှိသောစပတ်ဟုတ်တယ်လေခန္ဓာပေါ်မှာစပတ်ခန္ဓာပေါ်မှာရှင်းတော့ဟုတ်ပြီတော်ပြီကြည့်အောင်နော်ဒါဘိတ်မှာပြောခဲ့တာနော်အဲ့ဒါဒီပြီးရင်ဒီမင်းကသွားပါမယ်ဒါတော့ဘုန်းကြီးကပါဠိလေးရွတ်ပါမယ်နော်ခင်ဗျားတို့ကအာနေတိတ္တခန္ဓာပေါ်မှာတဏှာဒိဋ္ဌိတို့ဖြင့်မမီတော့အာနေတိတ္တခန္ဓာပေါ်မှာတဏှာဒိဋ္ဌိတို့ဖြင့်မမီတော့သူအားနတ္တိစလိတံတုံလုံးခြင်းမရှိပါရမယ်နော်ပါဠိရွတ်တော့မယ်အာနေတိတ္တပြီးလိုက်ကြခန္ဓာပေါ်မှာတဏှာဒိဋ္ဌိတို့ဖြင့်မမိတော့သူကမိတော့သူကကွာဆန့်ကျင်ဘက်သွားပြီလေနားတော့အာနေတိတ္တဘုန်းကြီးကပါဠိရမယ်အာနေတိတ္တခန္ဓာပေါ်မှာတဏှာဒိဋ္ဌိတို့ဖြင့်မမိတော့သူအားပေါ့နဲ့မသွားနိုင်ဘူးလေမမိတော့သူကအဲ့မှာရက်မယ်နတ္တိစလိတံမတုံလို့တော့အဲ့လိုပေးမယ်နော်ပါဠိစာပေခက်ခဲမှုကိုယောဂီတို့ကိုပฏิသင်္မိတာပတ္တဖြစ်သွားရအောင်တစ်ချိန်တစ်ခါမှတရားရခဲ့အထပရိသံပြီးတာညင်နေညင့်တာလိုက်ဆိုနော်ခင်ဗျားတော့မြန်မာပြည်တရားပါဠိဆုံးအနိတိတ္တမသွားနိုင်ဘူးလေအဲ့တော့ခင်ဗျားတော့ပိတ်တယ်ညက်တယ်ဒါသိကြသွားပြီဟုတ်တယ်နော်ဘိမှာတကြောင်ချတယ်နောက်ကတိုက်ပိတ်နိုင်တယ်ခင်ဗျားတို့ပိတ်တယ်ညက်တယ်သွားပြီသိကြသွားပြီဒဝယ်ပိတ်တယ်ညက်တယ်သိကြသွားပြီပုံမှန်အဲ့လိုမရှင်းဘူးဘုန်းကြီးကမမောင်ရှိတယ်နော်ပါဠိတစ်ခုရေးပြလိုက်တယ်သူတို့အဲ့ဒါတွေကိုမြန်မာလိုလေးကြည့်သွားတယ်ခုနကရေးပြတယ်ခန္ဓာပေါ်မှာခင်ဗျားလည်းဗိတ်တယ်ကိုညံ့တယ်ခင်ဗျာခန္ဓာပေါ်မှာတဏှာဒိဋ္ဌိတို့ဖြင့်မှီတဲ့နေရာမှာမမှီတော့ဆိုမှီတဲ့သူကသံတရားတဲ့ခုသံတရားချွတ်တဲ့ဘက်ကိုပြောတော့မယ်မမှီတော့သူကတော်ပြီအဲ့ဒါပဲတော့မမှီတော့သူကအဲ့လိုပြောနေချင်တာနော်တော်မောညီတို့မစိုးဘူးနော်ဒါတော့ပါဠိရတော့မယ်အာနေတိတ္တတော်ပြီတော့မဆက်နဲ့နတ္တိစလိတံမတုံလို့စလိတံဆိုတုံလို့တယ်နတ္တိဆိုတာမဟုတ်ဘူးအဲ့ဒါကိုစလိတံတုံလို့ချင်းနတ္တိမရှိတော့လို့ဘုန်းကြီးမပိတ်ပဲနဲ့ဒကမနဲ့ဒကာနဲ့ဆရာတော်နဲ့ဒကာဓမ္မတွေနဲ့ဘလောက်တိုင်နေရှိတယ်လို့ကြည့်တာပြန်ပြောမယ်အာနေတိတ္တ
နတ္တိစတိတံမတုံလို့တော့ဟုတ်ပြီမတုံလို့တော့ဟုတ်ပြီနော်သွားမယ်အဲ့ဒါဆိုတော့အဲ့ဒီမှာဟုတ်ပြီမတုံလို့ဘူးနော်အဲ့တော့ဓာတ်ရင်ကောင်းပြီစတိတေအသတိမတုံလို့နော်အဲ့တော့တတိယအကြောင်းကိုကျော်သွားလိုက်မယ်ဆရာတော်ကပါဠိယူမယ်စတိတေအသတိမတုံလို့တော့ဟုတ်ပြီမတုံလို့တော့စတိတေအသတိတုံလို့မဟုတ်ဘူးမတုံလို့တော့ကြမရနော်နားတော့စတိတေအသတိမတုံလို့တော့အဲ့ဒါရတာဆိုကြည့်မယ်စတိတေအသတိတော်ပြီပတ္တတိဒီတော်ပြီဟောဒါကျန်တယ်မဆိုတော့နည်းနည်းဘိတ်ပြီးတာပြန်ပြောမယ်အနိတိတတနတ္တိစတိတံမတုံလို့တော့ဟောရမတုံလို့တော့အသတိတေအသတိမတုံလို့တော့ပတ္တတိညီးတယ်ရပြီဟောရမှတော့လိုက်ဟုတ်ပြီနော်ဟုတ်ပြီနော်ညီးတယ်ရမယ်နော်ပတ္တတိယတတိညီးခဲ့တော့ဆိုသွားမယ်ပတ္တတိယတတိညီးခဲ့တော့ဟုတ်ပြီနော်ပတ္တတိယတတိနတိနာဟောတိဘဝကိုမညွတ်တော့ဘဝကိုမညွတ်တော့ဘူးဟောအဲ့တော့မတုံလို့ရင်ညီးတယ်ညီးရင်ငါဒီဘဝကနေဘယ်လိုများသွားရင်ကောင်းမလဲလို့အဲ့ကနာလေးကဘဝကိုရှာတာမရှာတော့ဘူးဟုတ်ပြီနော်မတုံလို့တော့ညီးတယ်ညီးတော့ဘဝတစ်ခုကိုမညွတ်တော့နတိယအာတတိတဏှာမရှိတော့မညွတ်တော့တဏှာမရှိတော့ဟုတ်ပြီနော်နတိယအာတတိတဏှာမရှိတော့ဟုတ်ပြီနတိယအာတတိပါဠိလေးပြတယ်အာဂတိဂတိနာဟောတိဤဘဝကိုလာခြင်းသုတေခြင်းသွားခြင်းမဖြစ်တော့ရပြီလားရပြီနော်အဲ့လိုတွေသွားပါတယ်အဲ့ဒါဒိဋ္ဌာတော်ကဟောခဲ့တဲ့တရားတွေရဲ့သဘောပါဒီနေ့ဆက်တာနော်ဒီနေ့တဝဲမှာအစ်စ်ဆက်ပြီးတော့ပြပါမယ်နော်ရမလားတဝဲမှာအစ်စ်နိဗ္ဗာန်ဂုံကြီးကြည်လိုက်နိဗ္ဗာန်ဂုံကြီးဒါခဏခဏခိုင်နေရတယ်ဒါတော့မြတ်စွာဘုရားကိုရဟန်းတော်တစ်ပါးတော့ရှင်မရတဲ့တပည့်တော်တဲ့နတ်တွေဒီမှာလေအကုန်လုံးကြီးသူသွားတယ်သူတကိုးပင်ရှင်ရှိတယ်တကိုးပင်ရှင်ရှိတာဖြစ်ချင်းကြောင့်ပထဝီအာဝတိသောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါးရဲ့ခြုံငိမ့်တဲ့နေရာယထာချင်းယနိုင်ဤမေသတ္တရောမဟာဗုဒ္ဓဤမဟာဗုဒ္ဓတရားလေးပါးတို့သည်အပရိသေသာအကျွင့်ဉာဏ်မရှိပဲနိရောဓံတိခြုံငိမ့်မှတယ်ဟောဟုတ်တယ်ပထဝီအာဝတိသောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါးတွေဘယ်နေရာမှာခြုံငိမ့်မှတယ်လို့နတ်တွေကိုလည်းမေးတယ်ကျမတွေကိုလည်းမေးတယ်တရားမင်းကြီးကိုသွားမေးတယ်မရပါတရားမင်းကဘုံတော်အနုဘောတော့ကြည်ပါ၏တာဝရိဏနတ်ပြည်ကတရားမင်းကြီးကိုလည်းမေးပါသည်အရှင်မယားကျွန်တော်တပည့်တော်သည်အဲ့ဒီပထဝီအာဘောတေဇောဝါယောတွေဘယ်နေရာမှာခြုံငိမ့်နေဆိုတာမသိပါတပည့်တော်တဲ့ဘုံတော်အနုဘောကြည်တယ်အထက်နဲ့တွေကိုမေးပါအဲ့ဒါနဲ့တာဝရိဏယာမတုတိတပရနိုင်ပြီးတော့အကုန်နဲ့တက်ပြတော့ကုန်သွားတယ်သူကလျှောက်သွားရင်မေးတာအဲ့ဒါဗြဟ္မာကြီးရောက်သွားတယ်ဗြဟ္မာကြီးရတယ်ငါလောကကြီးကိုတော့ငါကွာတဲ့ငါအကြီးကျယ်တဲ့ခန္ဓာတွေခွာငါတဲ့သာတာမရှိဘူးတဲ့ဒီကမ္ဘာလောကကြီးမှာငါကလောကကြီးမှာအမြတ်ဆုံးပဲတဲ့ဗြဟ္မာကွာတယ်တကောပင်ကြီးငါဖန်ဆင်းနိုင်တယ်တဲ့သဘေတိကွာတဲ့အဲ့ဒီရှင်မရရဲ့တဲ့အဲ့ဒီမဟာဗုဒ္ဓေပါခြုံငိမ့်တဲ့နေရာတော့မသိဘူးတဲ့ဘယ်နဲ့လူပြည်လောကမှာဘုရားစင်စစ်ရှိပါလဲနဲ့ဘုရားသာသနာမှာဖုံးယူပြီးတော့ဘယ်နဲ့နတ်ပြည်ဓမ္မပြည်တက်မေးရတာတော့ဘုရားကြီးပြန်သွားတယ်ဘုရားကြီးပြန်လာမြတ်စွာဘုရားမင်းကဘာနဲ့တူလဲဆိုတော့တဲ့ဟိုဒိတာကကငှက်သေးလို့ပဲသိလားနော်ဒိတာကကငှက်ဆိုတာရှိပါတယ်သူအဲ့ဒါဖြည့်တော့ကခင်ဗျားတို့သင်္ဘောတွေမှာလင်းရင်တိုင်ဆိုတာရှိတယ်သင်္ဘောရဲ့အပေါ်တွေမှာငှက်ကလေးထားတဝဲစိတ်ကမ်းမှာလူတွေရှိလားရက်ွက်ရှိလားဆိုတော့အဲ့ဒီငှက်ကလေးတွတ်လိုက်ငှက်ကလေးကပြန်သွားတယ်ပြန်သွားတော့ပင်လယ်တွေကနေပြီးတော့ကနဲ့တီဆိုတဲ့ရွာကြီးကိုရင်အဲ့ဒီငှက်ကပြန်မလာတော့ဘူးသူစားချက်တွေ့သွားပြီလေသူပင်လယ်ထဲမှာနေရတော့ဒါလိုက်ရှောက်သွားလိုက်လို့ကျေးရွာတွေမတွေ့ဘူးမြေကုန်းတွေမတွေ့ရင်သူကအဲ့ဒီနေရာကိုပြန်လာအဲ့ဒါဆိုရင်သင်္ဘောကဆက်မောင်းတယ်ရှေ့တုန်းကအိမ်မြောင်နေမရှိတာဖြစ်ချင်းအဲ့ဒါသင်္ဘောမှာငှက်ကလေးတစ်ကောင်တင်သွားအဲ့ဒီငှက်ကလေးကိုတွတ်လိုက်တယ်တွတ်လိုက်လို့ရှိရင်အဲ့ဒီငှက်ကလေးကကမ်းကိုတွေ့သွားလို့ရှိရင်သူက
ပြန်မလာတော့ဘူးလေသူပြန်တဲ့ဘက်ကိုမောင်းတယ်အဲ့ဒီမှာဈေးပဲသွားရောက်ပေါ့သူနားပေါ့အဲ့ဒီတိုင်းပါပဲတဲ့မြတ်စွာဘုရားမင်းကိုရှာခြင်းနဲ့ရှာပြီးတော့ကမ်းကိုမတွေ့တော့မင်းငါရှိပြန်လာတာပေါ့တဲ့ဒီလိုဥပမာနဲ့ပြပါတယ်နောက်ဥပမာတစ်ခုကတော့သင်္ခါရုပ္ပကဉာဏ်ဆင့်ကိုရောက်ပြီးတဲ့ဒါကတော့တစ်ချိန်မှာဘုန်းကြီးတို့ဒီတဝယ်မှာဓမ္မစတိတရားအနည်းဆုံး9ရက်လောက်အဲ့လိုဟောတဲ့အချိန်ကြာရင်တော့အဲ့ဒီခုပြောတဲ့ဉာဏ်စဉ်တွေကြာတာဘုန်းကြီးပြောပါမယ်သိရနေတော့မရပါဘူးအဲ့ဒီမှာသင်္ခါရုပ္ပကဉာဏ်ဆင့်ကိုရောက်သွားပြီးတဲ့ပုဂ္ဂိုလ်တယောက်ပြီးယုံနာတဲ့သူနဲ့တပန်းလုံးနေဆိုယုံနာကိုသူကကြောက်ချင်းလည်းမရှိတော့ဘူးချစ်ချင်းလည်းမရှိတော့ဘူးမုန်းချင်းလည်းမရှိတော့ဘူးအလယ်လည်းမဖြစ်အဲ့လိုအလယ်လည်းမဖြစ်တဲ့ကမှာရှေတော်ဘောသံလာကအဲ့ဒီနေရာမျိုးမှာမြတ်စွာဘုရားလည်းဥပမာပေးပါတယ်ဘုန်းကြီးကလည်းဥပမာပေးပါတယ်ကိုတည်းမြေဒေါ်ချိုကြီးနဲ့အိမ်အောင်ကြတော့ဘယ်နှစ်ရှိနှစ်20ကျွန်တော်တဲ့နှစ်20အနှစ်20ရဟိုမင်္ဂလာဥညမှာမောင်သေးမြင့်နဲ့မတ်ချိုတို့မောင်သေးမြင့်ကနသေးလေးနဲ့ကနသေးရွာသားဘုရားသားနဲ့မင်္ဂလာဆောင်နောက်ဆိုကိုသေးမြင့်ကဟိုရက်ကလေးနည်းနည်းလေးတောက်တာဆောင်းမျိုးမတ်ချိုကသူ့ရဲ့အိတ်ခမ်းလေးတွေမှာဟိုနည်းနည်းခြံအောင်လေးလည်းပါလေးချဒီကလေးကိုကြောလေးပြီးပြီးမီးလေးလည်းဒမ်လိုက်ပြီးတော့မိရလေးနဲ့ကာလာသားဆိုတော့ရက်ကလေးမူးပြီးဝင်လာဟုတ်ပြီနော်ပြန်တော့နော်အဲ့ဒီတိုင်းပဲစာပေထဲမှာလည်းရှိပါတယ်ဒီလောက်တော့အသေးမသိဘူးပေါ့ဘုရားကျွန်ုပ်ကတော့ခင်ဗျားတို့ထင်လွယ်မြင်လွယ်အောင်ရုပ်ရှင်တွေတဲ့အတိုင်းဟုတ်ပြီအဲ့ဒီခါကျတော့အသာလေးဆိုတော့ကိုထေးမင်းကဲတကယ်ကြီးတော့ဘာလဲခေါ်လိုက်တကယ်ကြီးရေးတယ်နဲ့ရက်တောက်ခိုင်းတဲ့ဓမ္မရမဟုတ်ပါဘူးဒီတိုင်းမူးလို့ရှိရင်အရက်မမူးခဲ့လို့ရှိရင်ဟိုကဇလန်ကောင်းမှာမဟုတ်ဘူးဟောနည်းနည်းလေးမူးတူတူလေးဖြစ်မှာရီဝေလေးဖြစ်ဟုတ်ပြီနော်သာလေးကိုယ်ပဲကလေးကိုဆက်အိတ်မချိုးကြောလေးပေးတာဘုန်းကြီးခြံအောင်လေးလည်းပါလေးချတယ်ဆိုတော့ဒါလေးကြောလေးနဲ့ဝင်ကတ်လိုက်တကယ်ကြီးကိုဇော်နဲ့စကစားမေးခလိုက်တာလေးသူကအဲ့လိုတွေကြောလေးနဲ့ကတ်လိုက်တဲ့ချိန်မှာဘာမှမဖြစ်သေးဘူးဟုတ်ပြီနော်မဖြစ်သေးဘူးဒါနဲ့မီးလေးကိုပိတ်ဒီဘက်ကိုဆက်လိုက်တဲ့ခါမှာဒေါ်ချိုကြီးကိုဒီဘက်လက်တဲ့ခါမှာပါနေရအောင်အခုလာထောက်ဝိုင်းဒါလေးပါလေးစမ်းလိုက်ဟုတ်ရင်ဘာလဲပိုင်းလိုက်တော့မချိုချိုလေးမထူးဘူးဟာမလေးမရဘလူးမရင်းနေကြကြောင်ဟုတ်သားလေမတ်ချိုရောင်ဆောင်ပြီးတော့ဘလူးမကဝင်ပြီးတော့အစားထိုးပြီးတော့နေလိုက်တာအဲ့တော့မှပါးကိုထောက်တဲ့ခါမှာအစွဲကြီးတယ်မှာမတ်ချိုကသူ့ကိုဆွဲပါတယ်သူကဘာလုပ်လဲယုံနာပါသွားလားယုံနာရောယုံပြီးအမေတို့ဘယ်မိမနဲ့ပြေးတာဘလူးမကြီးခင်ဗျာဘလူးအယောင်ဝင်ဆောင်လိုက်တာမြင်ပြီလားအဲ့တော့မှကိုနေရတာမူးလာပြေးသွားပြီဗျခုဟာဘေးပဲခင်ဗျာဒီဖွင့်ဟာမီးပွင့်တာထုတ်ရတယ်မှအရေးကြောင်းရဖြစ်ပြီလေဟာတယ်လီဖုန်းရပြုတ်ချအဲ့မှာပစိုးယူဟိုကခုနတော့လူပြိုးဟိုပါတယ်ဟိုဘယ်လိုခေါ်လဲသရိုးသားပစိုးယူဆွဲအတင်းရိုက်ဆွဲတယ်ခေါင်းနဲ့ကောက်ရိုက်ဟိုကမတ်ချိုရတယ်အဲ့မှာဘလူးမကြီးဖြစ်လိုက်အတင်းဆွဲအဲ့တော့ခုနတော့ကအဲ့ဒီသရိုးသားဖြစ်တော်မောင်ခင်းနေလေးဒီမတ်ချိုဆိုတော့သူ့ရည်စားသူ့ရဲ့ချစ်သူ့ဇနီးလောင်းပေါ်မှာချစ်တဲ့စိတ်ရှိလားမရှိလားရှိတယ်တော့မတ်ချိုကအာယုံကြီးမောင်ခင်းမြင်ရင်လည်းမှရှိတယ်တဏှာအခုအဲ့ဒီမတ်ချိုသူချစ်သေးလားသူဘယ်လိုမြင်သွားပြီလဲရန်သူငါ့ကိုတတ်မယ်ဒီငါ့ကိုတတ်မယ်ဘယ်ရမလို့အာဘယေတဘယေအာဘယသိဉ္ဇနောတဘယေဘေးအန္တရာယ်ရှိသောဟရိခန္ဓာ၅ပါး၌အာဘယသိဉ္ဇနောဘေးအန္တရာယ်မရှိဘူးလို့မှတ်သိဉ္ဇကိုပဟနံပဲလည်းချင်းဒီဘယ်ရညာနဲ့ဘယ်ရညာမည်ဆိုလားရန်သူငါ့ကိုတတ်မယ်ဒီငါ့ကိုတတ်မယ်ဘယ်ရညာဘယ်ရမလို့အာဘယေတဘယေအာဘယသိဉ္ဇနောတဘယေဘေးအန္တရာယ်ရှိသောဟရိခန္ဓာ၅ပါး၌အဘယသိဉ္ဇနောဘေးအန္တရာယ်မရှိဘူးလို့မှတ်သိဉ္ဇကိုပဟနံပဲလည်းချင်းဒီဘယ်ရညာနဲ့ဘယ်ရညာမည်ဆိုလားအဲ့တော့အဲ့ရနေဥပ္ပေသင်္ခါရုပ္ပရခဏတက်တော့အဲ့မှာအတင်းယုံကိုစုံလင်းတော့ဟာဘလို့ပြတာဟောမနဲ့ဒုံးလေးနဲ့ရိုက်ကုန်ဘလို့ပြကုန်တာလားဟာဘလို့မသူတို့ကတကယ်ချင်းနေကြည့်ရအပြင်မှာခုံလေးနဲ့ကောက်ရိုက်နောက်ဆုံးကျတော့ဗလာကောင်းကောင်းနဲ့အတင်းလေပဲညှစ်ပြီးတတ်လိုက်တော့မချိုအစွဲကြီးတန်းတန်းနဲ့ဘလို့မကြီးသိပါမလို့အမေတို့ရဲ့မင်္ဂလာလေးတစ်ခါဆောင်ပါတယ်တကယ်ဖြစ်တဲ့ကြောင်ပြောပြအောင်မယ်အဲ့ဒါနော်တကယ်ရှိခဲ့တယ်ခုဒါဘုန်းကြီးတရားဟောတာဘုန်းကြီးကအဲ့ဒီ example လေးသိရတာပဲဒီတရားဟောလို့ရှိသေးတယ်ဆရာမတယောက်ကဝိတုဆော်ကြီးလာကတ်တာဝိတုဆော်လေးသူတို့ဟိုနေ့တက်တွေ့မဂ္ဂဇင်းပေါ့ဟာဘုန်းကြီးဟောတာနဲ့ချွတ်ချွတ်အဲ့ဒီတည်းကဆရာတော်ဘောသန္တာပြောဟန်ဆိုရနဲ့အဲ့ဒီတည်းကဖြစ်တယ်တကယ်တူတာဗျာအဲ့ဒီခါကျအတင်းခေါ်တယ်ဆွဲမချူရသိသွားဟဲ့သားကြီးလှမ်းကြည့်လိုက်ခုနကတော့ချစ်တယ်တဏ္ဍမုန်းတယ်ကြောက်တယ်ဘယညာအခုသိသွားပြီလားတတ်တော့သိသွားတော့
သူချီရနေလွတ်ချင်လို့ယုံတာမုံစည်းတို့ကမြတ်တညာအဲ့ဒီမိမကြီးကိုညင်းကြတာနေပြီတညာဒါပြင်အဲ့ဒီသရိုးသားလေးမောင်ဖေးမြင့်ဒီချင်အောင်ထဲမှာညင်10ပါအော်တိုမက်တစ်ပြီးသွားတယ်မကြီးနဲ့ချူတင်မကြီးနဲ့အိုးဆရာမတို့မကြီးနဲ့အိုးအဲ့ဒီခါကျမှနေပြီတညာညင်းငွေတယ်လွတ်ချင်လို့ယုံတယ်မုံစည်းတို့ကမြတ်တာတတ်ပလိုက်တယ်သေသွားတယ်သေမသေးပြန်ကြည့်တယ်ပဋိသင်္ခါညာမလီခုမှပဲမေသားထင်းမြင့်ကိုကြည့်ပါဦးမမေတို့ရဲ့အဲ့မှာသင်္ခါရုပ္ပခအဲ့ဒီမိမကိုချစ်ချင်းလည်းမရှိတော့ဘူးနှစ်သက်ချင်းလည်းမုန်းရင်လည်းဘလူးမကြောက်ကြတယ်သိသွားပါပြီဒါကြောင့်မို့ဘုန်းကြီးကိုရွေအနေနဲ့လည်းပြောခဲ့ပါတယ်ငငယ်လေးမမရရအကောင်တကောင်ကိုတတ်တာတော့အဲ့ဒါပထမဆုံးချိန်ပဲကိုဝင်ဘုန်းကြီးကတဏှာသူကငါးရှာဖားရှာအလုံးဝသနာပါတယ်ဈာကညီလေးရတယ်သူတောက်လိုက်ပေါက်ပြောမကြည့်တော့ငလင်မန်းရှိတယ်ကွာဟာခမရဗျာငွေပြစ်နေပြီတော့မင်းကျောက်ငါ expert ပါကွာမင်းကိုဘယ်တော့မှမဟုတ်လေသူကဒီဘက်ကနေတော့လက်ကလေးထိုးပြီးဒီဘက်ကနေသူကဖမ်းတာပေါ့ဖမ်းတယ်လာကြမွေးဟာညီလေးကဲပါဦးကျုပ်ငငယ်လေးညံရှိတယ်နော်မဥပဒနာကောသနာညံကောင်းတယ်ကျောက်ညီလေးချပါကွာဆိုဒါကြီးရောငါသေးလိုက်မယ်မင်းကိုကြီးလေဟာမွေးအောင်အစိုးရပြုံးတာစဉ်းစားခုတ်ကွာရောက်နေဘာလုပ်နေတာလဲနေဦးကွာငါစဉ်းစားအောင်ပဲလူကြီးတွေပြောဦးတယ်ခေါင်းဖြတ်လိုက်လို့ရှိရင်အဲ့ဒီမွေးရောက်ကကောင်းတာနော်ကိုလာပြီးတော့ကြိုက်တယ်လို့ပြောဘူးလေပေါတူးနဲ့ခုံလိုက်တာခမောက်ကိုထိတယ်ဆိုတော့အဲ့ဒါကြီးကြားဘူးတော့ကလေးဆိုတော့လေဟာလုတ်ပါညီလေးကမင်းဘာတွေးနေလဲမင်းကိုသေးလိမ့်မယ်ငါစဉ်းစားအောင်မယ်မင်းနဲ့အသက်နဲ့ငါအသက်သူ့အသက်ကိုလုတာပေါ့လေငါဓာတ်နဲ့ခုလိုက်လို့ရှိရင်ဖြတ်သွားလို့ရှိရင်အဲ့ကောင်ကငါတည်းလာပါလေကလေးဘွားလည်းစဉ်းစားတာအဲ့တော့ငါဘယ်လိုလုပ်မလဲကလေးဆိုတော့အဲ့ရှုံနေကိုတာပေါ်တင်လိုက်တယ်တာပေါ်တင်ပြီးမှဓာတ်ရဲ့အနှောက်နဲ့ပေါ့နော်အနှောက်နဲ့ခေါင်းကိုမကြည့်ကြည့်အောင်ထုရတာပေါ့ဗျာခုနကတော့ဘုန်းကြီးကိုဥဝင်မြင့်သည်ငလင်မန်းထင်ပြီးတော့နှိုက်လိုက်တာလောဘတဏမွေဝဲကြီးမွေရောက်ကြီးလည်းထွေးလိုက်တော့ကြောက်ပြီးဘယညံဖြစ်သည်အဲဒီဘယညံကလွတ်ချင်တော့မုံသီးတို့ခမတန်ညံမစားရတဲ့မွေမန်းသေးတဲ့နေပြီတာညံညင်းငွေတယ်အဲဒီကနေလွတ်ချင်တဲ့မုံသီးတို့ခမတန်ညံကြောက်ပါတယ်ဘယညံဆရာတော်ဥပဒနာတတ်လိုက်တယ်သိမသေးအဲ့တော့မှဥဝင်ရထားတယ်ပါဠိတော်တော့အဲ့ဒီဥပမာပေးရတယ်နော်ငါးမှတ်လို့ငွေကိုဆွဲတဲ့အခါမှာသိမသိပြန်ကြည့်လိုက်တယ်ဗါတယ်ပရိသင်္ခါဉာဏ်အပြင်းနဲ့ပြန်ကြည့်တယ်ကိုထင်းမြတ်မတ်ချူကြီးကိုသိချပြန်ကြည့်တယ်ကောင်းမချင်းအစိုးရလည်းနဲ့မမလီဒါနဲ့များငါတွေ့လိုက်ငါသွေးတွေကုန်ပါပြီတော့ကုန်ပါပြီဗျာဆိုသိသွားတော့ပြန်ကြည့်လိုက်တယ်ပရိသင်္ခါဉာဏ်တကယ်သိသွားတယ်သင်္ခါရုပ္ပကဉာဏ်သူဆိုရင်တို့ညီကိုနှစ်ယောက်ဖြစ်တဲ့မှာလေသင်္ခါရုပ္ပကဉာဏ်အဲ့တော့မှငြိမ်သွားပြီးတော့မှအပြင်ကလူတွေထွက်လာဟုတ်ပြီနော်ဘာဉာဏ်ခေါ်ရတယ်အဲဒီနေရာလေးမှာများမောင်ချင်းမြင့်အသိဉာဏ်ရလိုက်ရင်သခါတဲ့တရားရတယ်အဲ့လိုပြောဥပါတယ်အဲ့ဒီသင်္ခါရုပ္ပကဉာဏ်ကြောက်ချင်းရောချစ်ချင်းရောတပြည့်ညက်တည်းပြင်းတူချုပ်ရင်းသွားတာကိုသင်္ခါရအပေါ်၌ဥပညီမျှစွာနဲ့အိဋ္ဌာရှုနိုင်တဲ့ဉာဏ်သင်္ခါရတရားပေါ်မှာတပြည့်ညက်တည်းကြောက်ချင်းရောချစ်ချင်းရောမုန်းချင်းရောတပြည့်ညက်တည်းငြိမ်းသွားတဲ့ဉာဏ်ကိုသင်္ခါရုပ္ပကဉာဏ်ခေါ်သည်အဲ့ဒီသင်္ခါရုပ္ပကဉာဏ်သည်နိဗ္ဗာန်ကိုမြင်ရင်ဖတ်ခနဲ့ပြေးဝင်လိုက်နိဗ္ဗာန်ကိုမမြင်လို့ရှိရင်သင်္ခါရရှိကိုပြန်လာတယ်ခုနငှက်ကလေးလိုပဲနိဗ္ဗာန်ဒီဟူသောကံကိုမြင်ရင်အဲ့ဒီသင်္ခါရုပ္ပကဉာဏ်ပြန်မလာတော့မမြင်သေးရင်ယုံနာကိုပြန်ရှုဒါကနောက်အသင်းသက်မှာတကယ်တရားဝဲကြီးတွေမှာသူအစင်တိုင်းဟောလာမှာရတဲ့တရားမျိုးပါနည်းနည်းလေးမှတ်ထားလိုက်နော်ဟုတ်ပြီနော်နည်းနည်းမှတ်ထားလိုက်ခုနပြောတဲ့အထုပ်ပတ်တိမျိုးတကယ်ဖြစ်ဘူးပါတယ်ကောင်းမလေးမှမသိဘူးလေဗျာကျောင်းဆရာသနာပါလေတက်ကတူဆရာပေါ့ကိုမိမပတ်ဆံချမ်းသာဆိုယူလိုက်ကြယူလဲပြီးတော့မလေးဗျအဲ့ဒါကြီးဒါကြီးလေဟာခွဲရုံဟိုကယောက်ျားကြီးဖြစ်နေတယ်သူ့ယူတာတကယ်တမ်းကျောင်းဆရာလေးကိုအဲ့ဒီယောက်ျားယူတာသူကမိန်းကလေးလေးပဲဘယ်ဟုတ်မလဲယောက်ျားကျောင်းဆရာပြေးရတာအဲ့ဒါလေးကိုဇလန်းအဲ့ဒီမှာတက်တူမဂ္ဂဇင်းထဲမှာငါတရားဝင်တာတကယ်အဖြစ်ပြအဲ့ဒါသူကတက်တူဆရာဘဝနေပြီးထွက်သွားပြီးတော့စိုက်ကားလားမသိဘူးမင်းစားတယ်ရှက်သွားတာသူတမျိုးမှလာပြီးတော့ကိုထင်းမြဒါနဲ့ပုံဖော်ချက်စမ်းအဲ့ဒီတုန်းကများငါအဲ့ဒီတုန်းကအိမ်တော်ကြတုန်းကများမိချူဆိုတဲ့ကောင်မကဘလူးမကြီးများဖြစ်ခဲ့လိုက်ရင်ဘလူးမတို့အမြအဲ့ဒီတုန်းကတွေးလိုက်ရင်ပွဲသိနေနော်မတွေးပါနဲ့ဦးမျိုးနော်လွန်သွားမှာဆိုလို့ဟုတ်ပြီလားအချိန်ကြရင်အခုပြောခဲ့တဲ့ဥပမာလေးကိုနည်းနည်းလေးခဏစဉ်းစားထားလိုက်ရောင်းပြလိုက်တဲ့ကအဲ့ဒီဘလူးမကအယောင်ဆောင်ထားတာမျိုးတွေတွေးလိုက်ရင်ဘယဉာဏ်နိဗ္ဗိဒဉာဏ်မုံစည်းတုကမြတ်တဉာဏ်ပฏิသင်္ခါဉာဏ်သင်္ခါရုပ္ပကဉာဏ်အဲ့ဒီဉာဏ်များတွေအဲ့ဒီ6နှောင်လေးတွေအကုန်လုံးဖတ်ကိုပြီးသွားဟုတ်ပြီလားဒါကောင်းပြီအဲ့မြတ်စွာဘုရားကချက်သားတဲ့မင်းပထဝီယဝတ္တေဆိုမရှိနဲ့ငါပြောမယ်ကွာတဲ့ဟုတ်ပြီနော်
ဘာလဲဝိညာဏအနိတသနနန္တသဗ္ဗရောပပံဣတ္တအာဘောသပရဝိတိသောဝါယောနာဂတတိဟုတ်ပြီလားဣတ္တဒီကင်စရသင်္စအနုံထူလင်သုဘသုဘံဣတ္တနမသမစ္ဆရူပအသေးသံဥပရုဇတိဝိညာဏတံနိရောဓေနဣတိတံဥပရုဇတိနိဗ္ဗာန်၌ပရဝယဝတ္တေသောဝါယောမရှိပါဘူးတဲ့ဘာလဲနိဗ္ဗာန်၌ပထဝီအာဘောတည်သောဝါယောအဲ့ဒါပြီးတော့မှဘုန်းကြီးတို့အဲ့ဒီခါရလေးကိုအနှစ်ပြပါမယ်အခုလောလောဆယ်တော့ခဏလေးထားလိုက်ပါဦးနော်လောလောဆယ်တော့ခဏလေးထားလိုက်ဟုတ်ပြီလားအဲ့ဒါလေးကိုနိဗ္ဗာန်မှာပထဝီလည်းမရှိဘူးအာဘောလည်းမရှိဘူးဝါယောလည်းမရှိဘူးတည်သောလည်းမရှိဘူးနော်ဒါလေးမှတ်တာဆိုရင်နိဗ္ဗာန်ယထာချင်းနိဗ္ဗာန်၌ပထဝီစပရဝိတိ၎င်းအာဘောစအာဘောစီ၎င်းတည်သောဇာတည်သောစီ၎င်းဝါယောစဝါယောစီ၎င်းနာမရှိပါဘာမရှိဘူးလဲပထဝီအာဘောတည်သောဝါယောမရှိရင်ဧကမဟာဗုဒ္ဓပရိစ္ဆာတရားမဟာဗုဒ္ဓတရားမဟာဗုဒ္ဓပရိစ္ဆာဧကမဟာဗုဒ္ဓပဋ္ဌာန်းပစ္စည်းတွေရပ်ပြီဘာတွေရပ်သွားလဲပဋ္ဌာန်းပစ္စည်းရပ်သွားတယ်ပဋ္ဌာန်းပစ္စည်းရပ်သွားတန်တရားမလဲတော့ဘူးပေါ့ဒါလေးမရှိဘူးဒါတော့အခုအဲ့ဒါလေးကိုအဆုံးလေးနောက်ကြမှာပြီးတော့မှသွားမယ်ဆိုအခုလောလောဆယ်နော်ခန္ဓာအဲ့ဒါကိုဖြတ်တာအဲ့ဒါဖြတ်တာအဲ့ဒါဖြတ်တာအဲ့တော့ခန္ဓာအာယုကာလသစ္စာပုဂ္ဂိုလ်ဘုံဂတိဟောဆက်ရည်ခန္ဓာအာယုကာလသစ္စာပုဂ္ဂိုလ်ဘုံဂတိတို့ ਨੇ ဝေဖန်ဖို့ခန္ဓာနဲ့ဝေဖန်မယ်အာယုနဲ့ဝေဖန်မယ်ကာလနဲ့ဝေဖန်မယ်သစ္စာနဲ့ဝေဖန်မယ်ခန္ဓာအာယုကာလသစ္စာပုဂ္ဂိုလ်ဘုံဘုံဆိုတော့ဂုံကြတယ်ကွာကဲဒဝယ်တွေနဲ့ပေါင်းပြီးအတန်တွေပြက်ကုန်သွားတယ်ကြည့်ရနော်ဘုံဂတိအားဖြင့်ဝေဖန်ဖို့ခန္ဓာအပြင်ဝေဖန်မယ်အာယုံအပြင်ဝေဖန်မယ်ကာလအပြင်ဝေဖန်မယ်သစ္စာဘုံပုဂ္ဂိုလ်တွေနဲ့ဝေဖန်ကြည့်ရအောင်ဟုတ်ပြီလားဟုတ်နော်ဝေဖန်ကြည့်အောင်နိဗ္ဗာန်ဒီခန္ဓာမှာနိဗ္ဗာန်ဒီကပါလာပြီလားပစ္စခန္ဓာထဲမှာလည်းမရှိပါဥပါဒณะခန္ဓာထဲမှာလည်းမရှိပါရှင်းမယ်ပစ္စခန္ဓာထဲမှာလည်းမရှိပါဥပါဒณะခန္ဓာထဲမှာလည်းမရှိချာမရှိပါဘူးငါမရှိနဲ့ငါမရှိနဲ့ငါကြည့်လို့ဘာမှမရှိဘူးတော်မူကြီးရဲ့ပစ္စခန္ဓာထဲမှာလည်းမရှိပါဘူးဥပါဒณะခန္ဓာထဲမှာလည်းမရှိပါဘူးရမလားခန္ဓာထဲမှာလည်းမရှိပါဘူးပိစုပါဒณะခန္ဓာထဲမှာလည်းမရှိပါဘူးခန္ဓာထဲမှာလည်းမရှိပါဘူးဥပါဒณะခန္ဓာထဲမှာလည်းမရှိပါဘူးပြီးပါဓမ္မယုံဓမ္မတတ်ထဲမှာရှိတယ်တစ်အဲ့ဒါတစ်ပြီးနှစ်ခန္ဓာတစ်လေမဟုတ်လေခဏရည်တာတစ်လေပင်ဆက်ခမဟုတ်လေဒီအဲ့ဒါတစ်လေအေးငါတို့မကြောင်လမ်းမလဲနောက်လာမှနှစ်လေနောက်လာမှနှစ်အာယုံရောက်သွားပြီအေးဓမ္မယုံဓမ္မတတ်ထဲမှာရှိသည်ဓမ္မယုံဓမ္မယုံကောမာလေးကောဓမ္မဓာတ်ထဲမှာရှိသည်နိဗ္ဗာန်ဓမ္မယုံထဲမှာရှိသည်ဓမ္မဓာတ်ထဲမှာရှိသည်တို့သိရလားအပေါ်ခန္ဓာအာယုန်တွေဖြစ်တော့မယ်သုံးကာလလေးခန္ဓာဟုတ်ပြီသစ္စာတွေဖြစ်တယ်အဲ့ဒါလေးကာလ၃ပါးလို့ရေးလိုက်တယ်နောက်က၃ပါးလို့ရေးလိုက်ကာလ၃ပါးလွတ်သည်ကာလ၃ပါးလွတ်သည်ကာလ၃ပါးမှလွတ်သည်ပြီးပြီဗောဆရာတော်သတ်တဲ့နေ့စိတ်ကောင်းလာဆိုနေသလားနော်နိဗ္ဗာန်ဒီ၃နိဗ္ဗာန်ဒီကာလ၃ပါးမှလွတ်တယ်ပြစ္ဆုတ်ပံကာလမှလည်းမရှိပါဘူးဒါကြောင့်မလို့ကာလ၃ပါးကလွတ်လိုက်တာဖြစ်ခြင်းကြောင့်အဲ့ဒီမှာရှိတယ်နောင်ဖြစ်လက်တဲ့အနာဂတ်ကာလထဲမှာလည်းနိဗ္ဗာန်မပါလွန်နေပြီးသောတိတ်ကာလထဲမှာလည်းမပါအဲ့ဒီချင်းရ20အသက်30အဲ့ဒီပရိစ္ဆာသုံးပါးစက်ဝန်းကြီးဘယ်ထဲမှာမပါကာလသုံးပါးမရှိဘူးအတေတေရောပိစ္ဆာဣဒာနိပလပိစ္ဆကံဣဒာနိဟေတောပိစ္ဆာအာယတိပလပိစ္ဆကံတို့အမေငယ်လေးသင်ပေးတာတို့အရင်ကလေးတွေငါတူလေးတွေကုန်ရတယ်အမေနှုတ်လိုက်ချပေးအတေတေရောပိစ္ဆာဣဒာနိပလပိစ္ဆကံဣဒာနိဟေတောပိစ္ဆာအာယတိပလပိစ္ဆကံအမေချပေးတယ်ကလေးလေးရဲ့အကြောင်းမတည့်သေးဘူးအတေတေဟေတောပိစ္ဆာအတိတ်အကြောင်းတရား၅ပါးထဲမှာလည်းမပါဣဒာနိဖလပိစ္ဆကံဒီသစ္စုပ္ပန်အကျိုး၅ပါးထဲမှာလည်းမပါဣဒာနိဟေတောပိစ္ဆာဒီအကြောင်းတရား၅ပါးလုပ်တယ်လို့ချင်းအာယတိဖလပိစ္ဆကံအနာဂတ်အကျိုးတရား၅ပါးထဲမှာလည်းမပါကာလ၃ပါးမှာလွတ်သည်လို့သွားတယ်ဟုတ်ပြီနော်ဟုတ်ကဲ့ဗါလဲလေ
သစ္စာဒုက္ခသစ္စာဓမ္မနဲ့ဒုက္ခသစ္စာသမုဒယသစ္စာမရှိနိရောဓသစ္စာ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 အောက်ကဖြစ်ကိုဖြစ်ခင်ဗျာဖြစ်တယ်လို့ပြောရတယ်ဖြစ်လိုက်အေးနိမရှိနိညာကြမရှိကိုရေးစရာမရှိတယ်ကိုယ့်ကိုဖြစ်ပေါ့ဗျာရောဓသံဃာတို့သွားခြင်းကိုမလွတ်တော့ဘူးဆိုရင်ကိုယ့်အောက်ကဖြစ်ဆရာတော်မပြောရရင်တော့ရောဓသံဃာတို့သွားခြင်းဟုတ်ပြီနော်သံဃာခင်ဗျာသွားရတယ်ဆိုတော့လွတ်တယ်သံဃာတို့သွားခြင်းလေစိတ်ပဲရောက်တယ်သံဃာတို့သွားခြင်းပြောတာပါဗျာအားလုံးလည်းကြားပါတယ်သံဃာမှလွတ်ခြင်းတယ်ရောဓကမလွတ်သေးဘူးလေနိရောဓကြမှာမလွတ်မှာနိရောဓကြမှာလွတ်မှာမလို့ကိုတော်မှားကုန်ပြီနိမရှိရောဓသံဃာတို့သွားခြင်းနေမရှိတော့ဘူးသွားခြင်းမရှိဘူးဆိုတော့ရက်တဲ့နိဗ္ဗာန်ရောက်ရင်ယနိဗ္ဗာန်နဲ့ခြင်းနိဗ္ဗာန်တို့အာဂမရောက်၍ဒုက္ခံဆင်းရဲမှန်သမျှသည်နိရုဒ္ဓတိရပ်ပါသည်ဟုတ်တော့နိမရှိဘူးရောဓကသံဃာတို့သွားတာသံဃာတို့သွားတာလည်းမရှိတော့ဘူးဆိုတော့သံဃာရက်တဲ့နေရာညီမချင်းသွားခြင်းညီမချင်းသံဃာရက်တဲ့နေရာအဲ့ဒါနိရောဓသစ္စာနိဗ္ဗာန်လို့ဆိုသည်သံဃာရက်တဲ့နေရာအဲ့ဒါနိဗ္ဗာန်လို့ဆိုသည်ဒါပြောတာမလို့သံဃာတို့သွားပါလို့ဆိုတော့သံဃာလွတ်နေရောဓကသံဃာတို့သွားတာသံဃာရက်တဲ့နေရာအဲ့ဒါနိဗ္ဗာန်ခေါ်သည်နော်သစ္စာပြီးတော့ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တွေပဲမြင်သည်ပုရုဇဉ်တွေနည်းနည်းမှမဆိုင်လားရှင်မင်းကြီးဖြစ်ပါစေတထေးကြီးဖြစ်ပါစေစကြဝဠာမင်းကြီးဖြစ်ပါစေဇံပင်ရင်တွေရရင်ရပါစေနိဗ္ဗာန်တည်းရဲ့ပုရုဇဉ်တွေနဲ့လာလာမှမဆိုင်ရချာမဆိုင်အရိယာပုဂ္ဂိုလ်တို့ရဲ့ဟာအရိယာပုဂ္ဂိုလ်တို့ပဲမြင်တယ်ဒါပြောအရိယာပုဂ္ဂိုလ်တိုက်ရိုက်သိမြင်တယ်တဲ့တိုက်ရိုက်ဆိုအရိယာပုဂ္ဂိုလ်တို့တိုက်ရိုက်သိမြင်တယ်ပစ္စကလို့တိုက်ရိုက်ဝင်သာဘုံပိတိုက်ရိုက်ဝင်သာဘုံတိုက်ရိုက်ပုံထုတ်လေးတိုက်ရိုက်ပုဟုတိုက်ရိုက်သိဖြက်သိကိုဖြက်လိုက်တာဝင်သာဘုံပိပစ္စကပါကပစ္စကတိုက်ရိုက်ဆိုတော့ပစ္စကခါခုဦးထေကိုစောလင်းဆရာတော်မျက်မှန်တက်တာလားမတက်တာဘူးလားဘာဖြစ်လို့လဲတိုက်ရိုက်မြင်နေရတယ်ကိုပလင်ရလူကဆရာတော်မျက်မှန်တက်တာမသိလားဆရာတော်ကစာကြည့်တဲ့အခါမျက်မှန်လေးတက်ကြည့်တယ်ဒီချိန်ဆိုရင်ဆရာတော်ကကွန်ပျူတာကြည့်နေတာဖြစ်ချင်းကြောင့်ဆရာတော်မျက်မှန်တက်တော့တယ်အနုမာနမှန်းဆပြီနိဗ္ဗာန်အဲ့ဒီပရိစ္ဆေသုံးပါးသဝဉ္ကြီးကင်းတဲ့နေရာပရိစ္ဆေသုံးပါးသဝဉ္ကြီးပြတ်တဲ့နေရာကနိဗ္ဗာန်ဖြစ်လိမ့်မယ်လို့ထင်တယ်ဘာလို့လဲမှန်းဆတော့ဥပဒနာရေးဘုအပေါ်ကအနုမာနမှန်းဆပစ္စကလို့ပြောပစ္စကပစ္စကတာဝမှုတာဖြစ်လိုက်ပြီပစ္စကမလီပစ္စကပစ္စလကပြောတာအဲ့ဒါပစ္စကအနုမာနမလီငါစကားလည်းတော်တော်ရှင်းပါတယ်ပစ္စလကမဟုတ်ပစ္စကမဟုတ်အနုမာနမှန်းဆဟုတ်ပြီဟောရကြောင်းမြန်ပစ္စကကြားမလားဘာလဲလဲပစ္စကဆိုဘာလဲမျက်မှောက်တိုင်းကြည့်နေတာကိုစောလင်းကြီးကိုဘုန်းကြီးချမ်းသာမှသိသွားပြီနောက်ခင်ဗျာဖုံးတယ်ပြီခင်ဗျာကြတောင်းအောင်လူအလူခံရတော့မှာခင်ဗျာအရင်ခင်ဗျာကျုပ်လာပြလိုက်တယ်ကိုစောလင်းကချမ်းသာတယ်သူများပြောတာကျုပ်မသိဘူးကိုကျုပ်ဆရာတော်သိပြီလားသိသွားပြီနော်သိသွားပြီခင်ဗျာသိမဲ့တာပြင်တော့ကိုစားမင်းအရင်တော့တပည့်တော်ဥက္ကရာကြီးဗျာတရားတရားလည်းကောင်းပါလေချမ်းသာပါတယ်အရင်တော့ကိုစောလင်းချမ်းသာလားတရားတရားကောင်းလားမသိဘူးမနေ့ကဆုံးဖုံးပေးလိုက်တော့တရားတရားကောင်းမှလည်းသိသွားပြီချမ်းသာမှသိသွားမျက်စိနဲ့မြင်ခဲ့ပြီပြီးရဟိုဆိုကြီးမှန်လားဆရာတော်ပြောတာမျက်စိနဲ့တည်းရမြင်ဟာဦးကိုစောလင်းကြီးကဒီဆောက်ဦးတွေဆောက်နေတယ်ငွေတွေစိုက်နေတယ်ဒီလိုချမ်းသာတော့တယ်ထင်တယ်မှန်းဆတာနားတယ်မလားဘာလို့လိုက်ရလဲဆရာတော်မျက်မှန်တက်တယ်ထင်တယ်ဘာလို့တာလဲမှန်းဆပြီးတော့မှသိတာစာကြည့်ပြီးဆိုရင်တော့သူမျက်မှန်တက်တာသိကြပြီဒါမှန်းဆလိုက်အခုညီတို့ကြတော့အဲ့ဒါကိုပြောပစ္စကအရိယာပုဂ္ဂိုလ်တို့တိုက်ရိုက်ပစ္စကသိမြင်တယ်ပြီးတော့သိမြင်တယ်ရမလားဘုံပုဂ္ဂိုလ်ပြီးသွားဘုံ6ဘုံနိဗ္ဗာန်ကိုအဝဋ္ဌဘုံလို့ဆိုသည်သုံးသည်အဝဋ္ဌဘုံအဝဋ္ဌဝမှုသတ်စလူရေးချအဝဋ္ဌဘုံ
နော်အဝဋ္ဌဘုံဘာလဲတဏှာပိုင်းခြားတဏှာနဲ့မပိုင်းခြားနိုင်တဲ့ဘုံလို့ဆိုသည်အဝဋ္ဌဘုံလို့ဆိုသည်တဏှာဖြင့်မပိုင်းခြားနိုင်တဲ့ဘုံတဏှာဖြင့်တဏှာအပိုင်းခြားမှလွတ်တော့တဏှာဖြင့်မပိုင်းခြားနိုင်တဲ့ဘုံတဏှာအပိုင်းခြားမှလွတ်တဲ့ဘုံလို့ဆိုသည်ဘုံနဲ့ထည့်လိုက်ပါတယ်တဲ့အဝဋ္ဌဘုံပရမတ္ထဓိပတိကလည်း3သည်နုဓိပတိ330မှာပါသည်လက်ကျတော့ပြီးသွားပြီနောက်ဘာကြံသေးလဲဂရိဟာအရိယာတွေရဲ့သွားရယဟန္တာတို့ရဲ့သွားရလမ်းကိုဟောဂရိတွေအရဟတောနိဗ္ဗာန်နဲ့အရဟတောဂရိတွေဗျာရှားချပူပြီးဟောမနေ့ကဒီနေ့ဆရာတော်ဥဒ္ဒေနဲ့အဲ့ဒါပေးကြတယ်အရဟတောနော်ဓမ္မစရိတို့မှာတကယ်နှစ်ပေါင်း40လောက်နော်မောင်တန်းဝင်မောင်ရင်ဆရာနှစ်ပေါင်း40လောက်ကိုတန်းဝင်လို့ဆရာကျုပ်တို့ဆရာနှစ်ပေါင်း40လောက်ဝိပဿနာသိပေါ်နေတာကောသနာမင်းပြောတာမှားနေတယ်မမှားပါဘူးခင်ဗျာလို့တို့ဆရာပဲအဲ့ကမှာပါဠိတဓမ္မဂတိကဘုဇနာမာဓမ္မဂတိကဘိုးတွေအများကြီးရတယ်ကိုတို့ဆရာပဲတို့အများကြီးနှစ်ပေါင်း40ပေါ်နေတာဟာကွာကောသနာကျေးဇူးတင်လိုက်တာကွာငါမင်းကိုကြင်မာတော့မလို့နိဗ္ဗာန်ကိုဂရိလို့တရားပြောလိုက်တာဟာမနိဗ္ဗာန်ဂရိလည်းမပါဘူးလေကွာတဲ့ယဟန္တာဂရိရှိလားမရှိဘူးလားယဟန္တာလေဆရာတော်ကြီးတော်နော်ခင်ဗျားတို့မှားတာအပြစ်မတင်ဘူးနော်တို့ဆရာကိုတန်းဝင်းတို့ဆရာတော်ဘုန်းကြီးတရားလို့ယဟန္တာဂတိရှိပါသေးတယ်ဟာမင်းမားကုန်ကြီးတဲ့ရှိပါသေးတယ်ခင်ဗျာဟာငါတခါမကြောက်ဘူးငါလည်းအဲ့ကမှာပါဠိတော်ပါဠိတော်တော်နှစ်ပေါင်း40တရားဟောနေတာရေးလိုက်အရဟတောဟုတ်ပြီနော်အဲ့ဒါနိဗ္ဗာန်ကိုအရှိပြန်လို့လိုက်အရဟတောဖြတ်နိဗ္ဗာန်အရဟတောဂတိနိဗ္ဗာန်ကိုဂတိလို့သုံးတယ်ဗျာနိဗ္ဗာန်နိဗ္ဗာန်သည်အရဟတောယန္တာတွေအတွက်ဂတိလို့ဆိုသည်ရှားပါရှားပွေကောသနာရဲ့ဓမ္မစရိရဲ့ရှင်းမရဲ့လေးမွေးဝင်မွေးတတ်ပါပြီရှားပွေနော်ဟုတ်တယ်စိတ်ဗေဒကိုပြောရတယ်စိတ်ဗေဒကြီးကတချင်းဆိုင်းတိတာကောင်းကောင်းကြီးလို့ဗေဒရဲ့လေးတော့မရဲ့လေးမွေးဝင်မွေးတတ်ပါပဲအဲ့ဒါဗေဒကိုဆိုရတာတချင်းအဲ့ဒီဥစ္စာကိုဘုန်းကြီးပြောတယ်မှာဓမ္မတယောက်ပဲသိဓမ္မစရိရဲ့တော့မရဲ့လေးမွေးဝင်မွေးတတ်ပါပြီအဲ့ဒါဘာဘယ်ရဲကမသိဘူးစိတ်ဗေဒကိုပြောခဲ့တဲ့စကားမန္တလေးကိကအဲ့ဒါဓမ္မတယောက်ပဲရှိတယ်အဲ့ဒီပြောလိုက်တဲ့အဆိုလေးကိုအဲ့ဘုကောတဲ့အဲ့ဒါဗေဒကြီးကိုပြောတဲ့စကားဟုတ်လားဟုတ်ပြီတွေ့လာတဲ့အိုင်ဘလောက်တော်လဲဟုတ်ပါတော်ပါတယ်ဗျာနော်အရဟတောနိဗ္ဗာန်သည်ရဲ့တယ်ဒီမှာလို့နိဗ္ဗာန်သည်ယဟန္တာတို့ရဲ့လာယာပရိဝါပါဠိတော်မှာပါတယ်နှစ်40တရားဟောနေတဲ့ဆရာတော်ဘုရားဟောကောသနာကျေးဇူးတင်တယ်တရားတစ်ခုတည်းမှာတွေ့လိုက်တယ်ငါဒီကောင်တော့မှားပါပြီဒီတကားတော့ကောသနာမှားပြီပေါ့ဟလားကျောင်းကြီးအဲ့ဒါတွေ့တော်ကြီးလိုက်လာပြီးတော့ကျောင်းကြီးလိုက်တယ်မင်းမှားတော့တင်တယ်တဲ့နှစ်သူများတွေပြောနေမယ်တဲ့မင်းမှားမြတ်ပြောတယ်မပါပါနိဗ္ဗာန်မင်းယဟန္တာဂရိမရှိတော့ဘူးလေကွာတဲ့ဂရိဝိမု ဋ္ဌံဒေဝမနုဿနိရိယံနဲ့ပေတတရိစ္ဆံလာယံရှိငါးရံသောဂရိမာထိုးသဖြင့်ကင်းလွတ်တော်မူဝိထသောတိရုဆရာတော်ဘုရားကြီးခဏခဏဖယားချက်ကိုတဲ့မင်းကိုသူများခေါ်လိုက်မယ်တဲ့ဟုတ်လားဘာလဲဂရိဝိမု ဋ္ဌံဒေဝမနုဿနိရိယံနဲ့ပေတတရိစ္ဆံလာယံရှိငါးရံသောဂရိမာအထိုးသဖြင့်ကင်းလွတ်တော်မူဝိထသောဂရိကင်းတယ်လေကွာတဲ့ပါဠိတော်နိဗ္ဗာန်ရတော်ဂရိပါဠိတော်ကိုယ်ရေးစားပရိဝါပါဠိတော်ဝိနည်းပရိဝါပါဠိတော်260ဝိနည်းလို့ရှိပါတယ်အဲ့ဒါကျုပ်ဆရာကကောသနာရဲ့ငါမင်းကိုပြစ်မှားမိတော့မကံကောင်းလို့စပေးတယ်မပါရင်ဓမ္မစရိမထုတ်ပါဘူးနော်ဝိနည်းပရိဝါပါဠိတော်260ထအထကရာထ193ထ193ကြည်တော်ဟုတ်လားပါတယ်လေနိဗ္ဗာန်အရဟတောဂတိခိနာသောသာရတောအနုပါရိသေသနိဗ္ဗာန်ဓာတုဧကံသေနဂတိတိအထောတဲ့ဟောယန္တာဖြစ်ရင်ကိုစောနေဘယ်သွားဖို့ပဲရှိတော့လဲနော်မလွဲမဲ့သွေးသွားရမယ်နေရာကိုဘာလို့ခေါ်လဲဘာလို့ခေါ်လဲဟေးသားသမင်တို့ရဲ့သွားရကတော့ပဲညက်တို့ရဲ့သွားရကကောင်းငင်ပဲတဲ့ဟောသင်္ကတတရားတွေအဲ့ဒါရေးတယ်ဆိုဟုတ်ပါဝိနည်းပါဠိတော်ဖြစ်တယ်အညာတွေဖြစ်တယ်နော်ရေးတာနော်ဝိနည်းပရိဝါပါဠိတော်ထဲမှာပါသည်ဓမ္မစရိတို့မပါပဲနဲ့မလို့ရေးချမလို့ပေါင်းသင်္ကရာတရားတွေရဲ့လာရရက်ပြီးပြည့်စည်ခြင်းဖြစ်ပြမှာသုံးတယ်သင်္ကရာတရားတို့ဒီဖြစ်ခြင်းရှိတာပြင်ပြည့်ခြင်းမှာသုံးပြီးသင်္ကရာတရားတို့ရဲ့လာရအရက်မြင်ရခြင်းပြည့်စည်ခြင်းမသွားပဲနဲ့ရောက်တဲ့နေရာသုတ်တံဟောပါကြည့်လိုက်မသွားပဲနဲ့တတ္တဝါတွေမသွားပဲနဲ့ရောက်နေတာသုတ်တံ
မသွားဘဲနဲ့ရောက်နေတာသုတ်တံပစ္စည်းချင်းကိုပြောတာသုတ်တံကိုတင်စားလိုက်မသွားဘဲနဲ့ရောက်နေတာကပစ္စည်းချင်းဖြစ်ပြက်မသွားဘဲရောက်နေတာသုတ်တံညမလို့တော့ဘယ်လိုတော့ဘယ်လိုတော့စစ်ချေကဝင်ပါလေညီမချင်းမလို့တော့ဒါမသွားဘဲရောက်နေတာကတ်ရေးတယ်မသွားဘဲရောက်နေတာကတ်ရေးတယ်သုတ်တံဖြစ်တယ်နေတာအေးပေါ့ဟိုကပြီးသွားပြီမသွားဘဲရောက်နေတာသုတ်တံနော်အောက်ကသွားမယ်ယန္တာတွေလာရယကအသင်္ကတနိဗ္ဗာန်ယန္တာတွေလာရယကအသင်္ကတနိဗ္ဗာန်အသင်္ကတနိဗ္ဗာန်မသွားပဲရောက်နေတာသုတ်တံယန္တာတွေလာရအသင်္ကတနိဗ္ဗာန်သွားပါလေနဲ့မရောက်တာနိဗ္ဗာန်သွားတော့သွားကြပါသည်တရားတွေလည်းခံရပါသည်တရားတွေလည်းအထုတ်ကြပါသည်သွားရင်သွားညာတော့လည်းမရောက်တာကနိဗ္ဗာန်လို့ဆိုသည်ဒီလိုဆိုရင်မသွားပဲရောက်နေတာသုတ်တံသွားလဲပါနဲ့သွားပါနဲ့မရောက်တာနိဗ္ဗာန်သွားတော့သွားနေတာသွားပါနဲ့မရောက်တာနိဗ္ဗာန်ဆိုသွားမလားမပြီးပါဘူးဟုတ်လားနောက်ပြီးသွားပြီခန္ဓာနဲ့ဝေဖန်ပြတယ်အာယုန်နဲ့ဝေဖန်ပြတယ်ကာလနဲ့ချင်းဝေဖန်တယ်သစ္စာနဲ့ချင်းဝေဖန်တယ်ပုဂ္ဂိုလ်နဲ့ချင်းဝေဖန်တယ်ဘုံနဲ့ဝေဖန်တယ်ဂရိနဲ့ဝေဖန်တယ်ဆန္ဒနဲ့ဖြတ်တယ်ဘယ်နဲ့ဖြတ်လဲရေးနေနဲ့ဖြတ်တယ်နဲ့ဖြတ်နော်အကြည့်မယ်ကာမတဏအောက်ကရေးဘဝတဏအတူပြဝိဘဝတဏနော်ဝိဘဝတဏကာမဝဘဝရဲ့နဲ့တဏသုံးတွဲလို့သွားတယ်ဒီကတပည့်လေးနဲ့ကဟိုတဏကာမတဏရဲ့အမို့လေးအာကာသမျိုးအပေါ်ရင်အာယုံလေးအာယုံအဲ့တော့တဏသုံးနဲ့တည်ကြပြန်အာကာသနဲ့မြောက်အာယုံ6ပုဂ္ဂိုလ်အောက်မှာလေပုဂ္ဂိုလ်အာယုံအောက်တဲ့မှာ6ရေးရမယ်လေဒီဘွားရမှာရဲ့ကာမတဏ6ဘောဒါမှတွေ့လားကာမတဏနဲ့တန်းနေရမယ်စနစ်တကျတယ်နော်တမေတီတို့ကညီတို့ကငါကအားနဲ့မနဲ့စနစ်တကျဟောတော့ငါကိုဘုံငါစိတ်ဘောတာဆိုးလားဟင်ဒေါသတိစိတ်ဘုံဆုံးဆိုးအောင်နော်သဘောကောင်းသဘောဆိုးလားဆိုးပါဘူးနော်စနစ်တကျနေလို့ဆရာလေးဆွဲပြလိုက်ပေါ်သွားမှကြည့်တာတွေ့လားဒီဘက်ဖြတ်ဒီလိုဖြတ်ဒီလိုလေကာမတဏအပေါ်ကနေအာယုံပေါ်အဲ့ဒါဆိုဖြင်းသွားတယ်လားအဲ့တော့ကာမတဏအာယုံ6ပါးရှိတာချင်းညောင်ကာမတဏကို1ကို6နဲ့မြောက်တဲ့6ကာလဟောတဏသုံးတန်တည်ထားပြန်ခင်ဗျားတို့ဒီတဝဲမှာ60နှစ်အဖွားကြီးတာမေးသွားတယ်တဏသုံးတန်တည်ထားပြန်အာကာသံကာလက3ခုညောက်လိုက်6 3နေ17ရှိသွားပြီဟုတ်ပြီနော်နောက်ပြီးတော့ဆွဲချတော့အာကာသံသာယတတသံတန်နာသဝံအောက်ကသဝံကိုသံနတ်တတန်တန်အဲ့ဒါကိုတဏသုံးပြန်တည်ထားပြန်တဏသုံးတန်တည်ထားပြန်အာကာသံနဲ့မြောက်ဒါဆိုတော့ဒီဘက်ကိုကြည့်လိုက်သံနှစ်ကံပြ6 3လီ17နဲ့လီဒီဘက်ကြီး36အောက်က36ကာမတဏ36ဘဝတဏ36ဝိဝတဏ36ဖယားတဲ့ကြောင်းဆောက်ဓမ္မယုံဆောက်တယ်ဖယားတဲ့ညောင်ထောက်တယ်ဟုတ်ပြီနော်တရားဆောက်တယ်နိဗ္ဗာန်မရောက်36တွေအဲ့ဒါပြောတာဒါပြောတာစစ်ကြောင့်သိနေတယ်နော်တို့ဆရာတွေကဖယားတဲ့ကြောင်းဆောက်ညောင်ထောက်တရားဆောက်တယ်နိဗ္ဗာန်မရောက်36တွေသူတို့ပြောတာဟာရေးတယ်ဘုရားတဲပါတယ်ဘုရားလည်းတဲရပါသည်ညာတဲရတယ်နေဘူးမြေစံမြင့်ကြတဲ့ဘုရားမြတ်စွာတို့တဲဒီပရမေဘုရားတွေတဲတယ်ဘုရားတဲကြောင်းဆောက်ညောင်ထောက်တရားဆောက်ညောင်ထောက်ပြရတယ်ကန်ကောင်းလို့တာတရားဆောက်တယ်ဘုရားတဲကြောင်းဆောက်တရားဆောက်တယ်ညောင်ထောက်တရားဆောက်တယ်နိဗ္ဗာန်မရောက်36တွေဟေးမချိုးရဲ့ရှင်လည်းပြုခဲ့ပါသည်ဉာဏ်လည်းခံခဲ့ပါသည်ဖရာတွေလည်းတခဲ့ပါပြီကျောင်းတွေလည်းဆောက်ခဲ့ပါပြီဖရာကိုထီးမြင့်နဲ့တွဲလဲနိဗ္ဗာန်မရောက်36တွေဘာလဲနိဗ္ဗာန်မရောက်36တွေအဲ့ဒါပြောတာကာမတဏနဲ့ဖရာတဲတယ်ကိုထီးမြင့်နဲ့မချိုးတော့ဟာဒီကနေ့သီရိချေရွာကြီးမှာစီဝါရေးတွေကောင်းတယ်တို့ရဲ့စီဝါရေးကောင်းတယ်ဘူမိနတံအဲ့ဒါကြောင့်
တို့အဲ့ဒီရွာမှာကနဲ့တိမှာကြောင်းလေးရိတ်တာလေးတီတောင်မဲ့ကြောင်းလေးဆောက်မဲ့ကာမတဏနဲ့ဆောက်တဲ့36တဲ့ဝင်တယ်ဘဝတဏနဲ့ဆောက်တဲ့36တဲ့ဝင်တယ်ဝိဝါဒနာနဲ့ဆောက်တဲ့36တဲ့ဝင်တယ်ဒါတော့ရမလို့ကာမတဏကိုတဏစစ်လို့ဆိုရတယ်အောက်ကတစ်ခုကိုကုန်းတော့ဒိဋ္ဌိလို့ယူလိုက်36မဟုတ်ဒီမှာတော့ခွင်းစားကုန်းနဲ့တဏစစ်သူကတဏပါခွင်းစားကုန်းနဲ့သူကတဏအောက်ကတစ်ခုဘောင်လေးပြသူကဒိဋ္ဌိသတ္တရအပေါ်မုံနေသတ္တရဘဝသတ္တရအောက်ကဥစ္စေရအဲ့ဒီနှစ်ခုကိုဒိဋ္ဌိလို့ဆိုသည်အဲ့ဒါအောက်သတရားသက္ကာယကိုရောက်စီမှာတရားတော်တဲ့ပုဂ္ဂိုလ်တွေဒီနေ့ဒီကမ္ဘာမှာပရိစ္ဆေသမုပ္ပါဒ်သတိပဋ္ဌာန်ဒသနာသမ္မာရလုပ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီနှစ်ခုတော့ပြုတ်ရမယ်ပြုတ်တယ်တန်မြတ်တတ်တော့ဒါအောက်သတရားသက္ကာယဘယ်သွားမှာလဲငရဲဒိဋ္ဌံစိတ်ဓာတ်ဆိုရခဲ့ပယ်လေးပါသွားမှာဘောတော်ဒီသတ္တရဥစ္စေရကိုညားလေးအောက်အပယ်လေးပါလို့ကြားတယ်ညားလေးအောက်ဘယ်လဲအပယ်လေးပါအပါရရေးချပါလေအပယ်လေးပါဘယ်သွားမလဲအောက်သံတရားသက္ကာယရေးလေအောက်သံတရားသက္ကာယအောက်သံတရားသက္ကာယဝိ၎င်းအထက်သံတရားသက္ကာမဟာကရုဏိကသာအောက်သံတရားသက္ကာယထက်သံတရားသက္ကာယအဲဒီသက္ကာယနှစ်ဌာနတို့မကြရောက်အောင်စောင့်ရှောက်ကဲတင်ကနဲ့တိဒီမှာဈေးအောင်ကောင်းလို့စီဝါဖြစ်လို့ဖျားတယ်တာမလို့ခြင်းရေးချမလို့ရင်ပေါင်းကိုရင်းဟုတ်ရတတိတော်ရဲ့စီဝါဖြစ်တဲ့ဒဝေနဲ့ကနဲ့တိဒီစီဝါဖြစ်တဲ့ဖြစ်ချင်းညောင်ဖျားတယ်တာမလို့ရေးချမလို့ရင်ပေါင်းဟုတ်တယ်အောက်သံတရားသက္ကာယကလွတ်ရအောင်ဖျားတယ်သာရုခေါ်မယ်တွေ့ပြီလားအဲဒီတော့မဟုတ်ဘဲနဲ့ဈေးအောင်ကောင်းလို့စီဝါဖြစ်လို့ငွေရမြင်မို့တဲ့နိဗ္ဗာန်မရောက်36တွေ့တို့ဆရာကကျန်တာမထောက်တော့ဘူးနော်ကျန်တာထောက်เสียလူသေးတာခုနော်ထောက်မလားနောက်နေပြင့်နေမရှိတော့ဘူးမမော်ကြီးနောက်နေပြင့်နေရှိသေးလားမရှိတော့ခေါင်းခါလာလည်းမလာဘူးညီတို့ကနေ့ဒီလောက်လမ်းချမ်းထောနေတာမလာဘူးနောက်တစ်နေ့ကျရင်အသားအဖို့ပါတဲ့နေမှာလာတော့နော်ကိုကွာကလည်းတပတ်အဖို့ခေါ်လာခဲ့ဒေါ်တီတီဆိုလို့ဘော်ဒီဖြစ်လာတော့ဟုတ်ပြီလားကိုရင်းကဘာလဲလဲအောက်တန်တရားသက္ကာယကလွတ်ရအောင်ဖျားတယ်သာရုခေါ်မယ်ရရချင်းလို့ဖျားတယ်တို့နိုင်ငံကသူကြီးတွေကိုစော်လင်းတို့ကိုစံမင်းတို့ကိုဆိုတာပါတခြားကိုမပြောလို့ပါနော်ဟုတ်ပြီလားကိုစံလင်းကြီးဟုတ်တယ်ပြောလေခင်ဗျဟုတ်တယ်လားဒီချိန်မှာကျုပ်ဟုတ်တယ်မလားတော့ရောက်သွားမယ်နော်ကိုစံလင်းကြီးကိုကြီးချွေကြီးမို့ဆိုးကြီးကိုစံလင်းကြီးတို့ကိုစော်လင်းကြီးတို့ကိုစံမင်းတို့ကိုထင်းမြင့်တို့ရရချင်းတို့ဖျားတယ်နိဗ္ဗာန်မရောက်36တွေ့ခင်ဗျားတို့ပြောတာနော်ဗါတယ်လေဖျားတယ်ပါလိဘာရောက်တယ်ရရချင်းတို့ဖျားတယ်နိဗ္ဗာန်မရောက်36တွေ့ကောင်းပြီအောက်သံတရားသက္ကာယကကျွတ်ရအောင်လွတ်ရအောင်အဲ့ဒီနည်းနဲ့ဖျားတယ်ရင်သတ္တရဒိဋ္ဌိ36ဆောက်ဩစေရဒိဋ္ဌိ36ဝိဝါဒနာဆောက်ဒီကဖျားတယ်ကြောင့်ဆောက်နေတာရေးလိုက်ဖျားတယ်ဖြစ်ဘုရားတရားတွေအဲ့နာတွေကပ်ပြတဏှာသမုဒယဒုက္ခသမုဒယတဏှာနိရောဓဒုက္ခနိရောဓသွားပြီဒီနေ့မှနိဗ္ဗာန်မရရင်မရောက်တော့ကိုစမ်းမယ်တဏှာသမုဒယဒုက္ခသမုဒယတဏှာသမုဒယဒုက္ခသမုဒယအဲ့မှာအများကြီးထည့်ရတယ်အဝိဇ္ဇာသမုဒယဒုက္ခသမုဒယကမ္မသောသင်္ကာရသမုဒယဒုက္ခသမုဒယသွားတော့တခုပဲထည့်လိုက်တဏှာသမုဒယဒုက္ခသမုဒယ82ပါးသောတဏှာဖြစ်ခြင်းကြောင့်82ပါးသောတဏှာကြောင့်ကြည့်ကိုတော့36ပေါင်းပြန်သတ္တရ36 82ပါးသောတဏှာကြောင့်ဒီလိုက်82ပါးသောတဏှာကြောင့်82ပါးတဏှာကြောင့်တော်တယ်တဏှာကြောင့်82ပါးဒုက္ခဖြစ်တော့ကျင့်ကြ82ပါးဒုက္ခဖြစ်ဒုက္ခ82ပါးဖြစ်တယ်ဒါကို82ပါးဒုက္ခဖြစ်ဒေါ်တွေမထက်ပါနဲ့ခင်ဗျာမလေးကြည့်ကြည့်လေးရေးပါစို့92ပါးတဏှာကြောင့်92ပါးသောဒုက္ခဖြစ်စာလို့တော့ထည့်ဒေါ်ထည့်ရတာပေါ့တဏှာ92ပါးကြောင့်ဒုက္ခ92ပါးဖြစ်တယ်92ပါးသောတဏှာကြောင့်92ပါးသောတဏှာကြောင့်ဖြစ်မဲ့92ပါးသောဒုက္ခတွေချုပ်တယ်ငြိမ့်တယ်ငြိမ့်မော်တယ်နော်လေဒီတက်တာတဏှာကြတယ်သမီးကြီးနော်ဗါတယ်လေအဲ့ဒီကြမှာအမေတော်တင်လားပြောခဲ့တဲ့စကားလေးတွေမှတ်မိပါပြီဘဝတဏှာ36
ကိုစောလေးညီနေခင်တုန်းကဆုံးကလိုက်တယ်ဘဝတစ်ခုကိုလိုချင်တာမပါလားမပါဆုံးလူတာဟာဒီဘုန်းကြီးကိုဆုံးလူတာအာနာပါနာနဲ့လူရတာပါအဲ့ဒီဒါနပေါ်မှာယုတ်ခမရတို့ရဲ့ရိတ်တာကိုရောက်လာတော့ခမရအာနာလို့ကတ်တယ်လားဒါနဲ့ကတ်တယ်လားခမရခေါင်းကြီးညှိပဲဘယ်လိုကအာနာလို့ကတ်တယ်လားဟာအာနာလို့ကတ်တယ်ဘာလဲဘာနဲ့ကတ်တယ်အာနာပါနာနဲ့ကတ်တယ်လားဒါနကိုမယုံကြည်ပဲနဲ့ကတ်တယ်လားဒါနကိုမယုံကြည်ပဲကတ်ရင်ဝိဘဝဩစေတဒိဋ္ဌိဟုတ်ပြီနော်ဘဝတကူလိုချင်တောင်းတရင်သတ္တရာဒိဋ္ဌိအဲ့ဒါပြုတ်သွားတယ်ဒါဆိုရင်ဆုံးလို့တဲ့မြင်ရမှလည်းမြင်သည်တွေ့လားချိလိုက်တဲ့နေရာတိုင်းမှာရှားလိုက်တဲ့နေရာတိုင်းမှာတော့တို့မရမြင်ရမှလည်းမြင်သည်ရှားရမှလည်းမြင်သည်စားရမှလည်းမြင်သည်သွားရမှလည်းမြင်သည်သိရထိရတွေ့ရသိရတော့မှလည်းမြင်သည်တွေ့လိုက်တယ်92ပါးသောတဏှာတွေမပါခြင်းကြောင့်မတွေးတော့ဘူးလေလာမဲ့ဘက်ကျရင်ချိုးဝင်လေးများဘယ်လိုဖြစ်မလဲအနာဂတ်ကိုထင်းမြင်ကြီးဘဝတဏှာနဲ့တွေးသည်မြင်ရမှလည်းပူသည်ရှားရမှလည်းပူသည်ဟာဒီမိမ9နာရီနဲ့10နာရီကြာရင်ငါ့ကိုနှုတ်နှစားမလုပ်နဲ့လို့ပြောတာလေရှားရမှလည်းပူသည်ပူတယ်နော်ခုကြတော့မြင်ရမှလည်းမြင်သည်ရှားရမှလည်းမြင်သည်စားရမှလည်းမြင်သည်သွားရမှလည်းမြင်သည်ဘာတွေကြီးနေကောတော့92ပါးတော့လမ်းနေဒုက္ခတွေမြင်သည်တကယ်သိတယ်ကြတယ်အဲ့ဒါမှကျေးဇူးတယ်အဲ့ဒီကြမှာလေခင်ဗျားတို့ဥကောသနာကိုဒေရီကောလို့တတ်သမီးတို့ခေါ်ခြင်းလေးပေါက်လို့အခုတော့ခဏနေနော်မသိသေးဘာလဲခုခေါ်ပြီးပြီလားမနေ့ကငါပြောရတယ်ခေါ်ပြီးပြီလားတရားရဲ့နာတော့အမလေးဘာလို့ဆိုရင်ဟောဖဖရာရဲ့ဆရာသမားရဲ့ထိုင်နေကြောက်ရတာပါဠိလိုလေးထိုင်နေကြောက်ရနော်စာကြည့်ရင်းနဲ့ဟာဘုရားရဲ့ဘုရားဟာနော်ဘုရားရဲ့သားဖြစ်သက်ကြပုဒ်တရားဘုရားရှင်ရဲ့သားတော်ပြခံယူရတာရှင်းလိုက်တာတော့အမေကျေးဇူးတွေချစ်တယ်အဖေကိုလည်းချစ်ကျေးဇူးတင်လိုက်ဘာလို့လဲမြင်လိုက်တဲ့မြင်ကွင်းတွေမှာ92ပါးသောတဏှာနဲ့မကြည့်တတ်အောင်သင်ပေးရတာဖြစ်ချင်းကြောင့်မြင်ရမှလည်းမြင်သည်ကြားရမှလည်းမြင်သည်စားရမှလည်းမြင်သည်သွားရမှလည်းမြင်သည်ကိုယ်ရေးပြတဲ့ပေါ်လေးဟိုဘဒီဘဒီအဲ့ဒါမြင်ရမှလည်းမြင်သည်ရှားရမှလည်းမြင်သည်မြင်ရမှတခုရေးပြီးကြောက်ကမြင်ကြားတာမြင်ရမှလည်းမြင်သည်ပြီးတော့မြင်မှရှားတယ်ရှားရမှလည်းမြင်သည်စားရမှလည်းမြင်သည်သွားရမှလည်းမြင်သည်ဒါပြောအဲ့ဒါပြောအိမ်ထဲမှာထိုင်နေရင်းနဲ့အလုပ်လုပ်ရတယ်လည်းသင်ပြပါလိမ့်မယ်မြင်ရင်မရရသားရသမီးရသွားရနေရစားရထိရတွေ့ရတယ်မှာအသင်ပြပါလိမ့်မယ်အဲ့ဒါကျွန်တော်အဲ့ကြမှာအော်လိမ့်မှာဆိုတာဒါပြောတာပါဆရာတော်ဒါကြောင့်မလို့ဆရာတော်ဘုရားကြီးတွေသူတို့ငြိမ်းချင်းနဲ့သူတို့ဘောကိုနေတော့တာပါလားအဲ့ဒီကြမှာမထေရတဲ့အဲ့ဒီတရားတွေဒုံများတရားနာပြီးအဲ့ဒီကြမှာသဝိုင်းကြီးတွေမိုးဆော်ဘုရားကြီးတွေမာလီဆော်ဘုရားကြီးတွေဒီဆရာတော်ဘုရားကြီးတွေပို့လို့ကြည်ညိုရတယ်အဲ့ကြမှာဓမ္မတွေကျေးဇူးတင်တယ်ခုတော့မတည်ဘူးနေဟုတ်အဲ့ကြမှာဟာအရင်တော့တရားတွေငပိုလေဟာမိုးဆော်တရားကိုနာလို့ရသွားပြီရတာဗောအရင်တော့ငယူငမှုပဲရမလို့အဲ့တော့မှဟာမာလီဆော်တရားဟာရသွားပြီဆရာတော်ဘုရားရဲ့တရားတွေကိုရှင်းလင်းသိတဲ့တနေ့ကျမှဓမ္မစရိရဲ့အဲ့ဒီကျမှမလီကိုတော်လေးရဲ့အဲ့ကျမှကျေးဇူးတင်လိုက်ခုတော့နေဟုတ်မောတွေနဲ့အသံကစားဆွတ်ကြဲလေးနဲ့လူစွာလေးဆိုရင်ထင်ပါလိမ့်မယ်အားနဲ့မှလည်းပြောနေတာကိုနော်တရားဟောတာပြောမှမရှိတာကိုနော်ငါရဲ့ကိုညင်နဲ့ကိုသွားတာကိုအားနဲ့မှလည်းပြောတတ်တာနော်ကိုတော်ဟုတ်တယ်လားတဝဲမှာစဟောတော့ကဘုန်းကြီးကလေးချစ်တယ်ဆွတ်တာလေးအလိုဒီကပြောတာဟုတ်နော်ရပါဗျာကျတော့ရပါငါတို့တော့မလာတော့ပါဘူးနော်ဟုတ်ပြီဘာလဲမြင်ရမှာလဲမြင်ဖြစ်တာတဏှာ36ပါအဲ့ဒီကာမတဏှာ36ကတော့ရေးလိုက်ဟုတ်အနာဂံတဖို့ခုကမှငကိုဘူးရဲ့တဲ့ပါမယ်အဲ့ဒီပြမှာခြုံဝင်လေးပြုတ်ပြီးအခုတော့နေဟုတ်ပြီနော်ဟုတ်လားအနာဂံတဖို့ဒါကအနာဂံရဟနာကျမှကြွားပါမယ်တဲ့အနာဂံတဖို့ခုကမှငကိုဘူးရဲ့တဲ့ပါမယ်ခွာမယ်အခုတော့မခွာပါနဲ့ဟုတ်ကောနဲ့ကတ်ထားကြပါဦးနော်အနာဂတ်တစ်ခုခုကမှငကိုဘူးခွာမယ်ပူရဆိုတော့ပူရအပူခွာတွေရှိတယ်နော်ငကိုဘူးခွာမယ်အဲ့ဒါကာမရဏကျန်နေချလိုက်အထက်သံဃာသက္ကာယဘာဝနာသံဗရာခေါ်တယ်ဘဝရဏဥပါဒနာဒသနာသံဗရာနဲ့သွားပါတယ်နော်အဲ့ဒါဘယ်လိုရေးမလဲကွန်းရောအဲ့ဒီနှစ်ခုလေးနာကဒသနာသံဗရာမြားလေးပြပြီးတော့မဟုတ်ဘူးလေသတ္တရဥစ္စာဒီဘက်နာလေးရရေးလိုက်ဒီဘက်နာလေးအဲ့နာလေးဟုတ်ဘူးအဲ့နာလေးဒသနာသံဗရာလို့ရေးလိုက်ဒသနာသံဗရာ
အဲ့ဒါဒသနာသမ္ပရာလမ်းစဉ်လို့ဆိုသည်ကာမတဏ36အပေါ်ကတော့ဘာဝနာသမ္ပရာလမ်းစဉ်လို့ဆိုသည်3နှစ်မှာရေးလိုက်ဟုတ်လေဘုမနာကြီးပေါ့3နှစ်ကိုချက်ပါဆိုမှာဩခင်ဗျာလေဒီကွက်လို့ပြောတာတော့ဘယ်နေရာကြားရတဲ့ဘာဝနာသမ္ပရာအဲ့ဒါဘာဝနာသမ္ပရာလမ်းစဉ်ဆိုပါတယ်ဟုတ်သွားကောင်းပြီရှိပြီနော်ရေးတာနော်ဒါကောင်းပြီနိဗ္ဗာန်ဆိုတာဘာလဲတဲ့ဘဝနိရောဓနိဗ္ဗာန်ဟောပြတ်မယ်ဘဝနိရောဓနိဗ္ဗာန်စရည်ပြီဘဝနိရောဓနိဗ္ဗာန်ယထာဘုရားသမ္မာပညာယမှန်ကန်သောဉာဏ်နဲ့ရှိမယ်ဘဝတွေကုန်တာနိဗ္ဗာန်ကာယေနပုရိဒဝိရိယဘဝနိရောဓနိဗ္ဗာန်ယထာဘုရားသမ္မာပညာယမှန်ကန်ကန်သိတဲ့ပါအဲ့ဒါဘဝနိရောဓနိဗ္ဗာန်နိဒာနဝကသံယုတ်ကိုယ်တော်နိဒာနသံကျန်ကိုကျန်ကတော့ပေးတာဟိုဆရာတော်ဘုရားလေးအရှင်သီရိနာလေးများအကြိတရားတွေဟောရင်ဆရာတော်တို့ကဆိုရကူရှားပေးထားပါနိဒာနသံ1339တော်ပြီနော်အော်ဒါရေးမယ်ဘဝနိရောဓနိဗ္ဗာန်ဟုတ်ပြီနော်ဘဝချုပ်ငြိမ်းတယ်မြန်မာတို့ရေးမယ်ဘဝချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ဆိုသည်အဲ့ဒီဘဝမှာဘဝတဏှာချုပ်ငြိမ်းသွားတာလို့လည်းပြောလို့ရသည်ဘဝကြီးတစ်ခုလုံးချုပ်ငြိမ်းသွားတာလို့လည်းပြောလို့ရပါသည်ပြောလို့ရသည်နော်ဘဝချုပ်ငြိမ်းတာတဲ့အဲ့ဒါလေးကုန်ပြတ်တယ်သူပြီးသွားပြီဟုတ်ပြီတော့အဲ့ဒါပြီးတော့ကိုင်းတော့ဘဝနိရောဓလေးကိုပြတ်နိဗ္ဗာန်ကိုထားနိဗ္ဗာန်တည်ထားတာနော်တဏှခယောနိဗ္ဗာန်ဟောတဏှခယောနိဗ္ဗာန်တဏှာလေးကုံသွားတာကိုနိဗ္ဗာန်လို့ဆိုသည်အဲ့ဒီမှာသိနားထောင်ကောင်းတယ်ရှင်ဆက်တော်ဘုရားဟောဘုရားဟုတ်လေတရားလေးချစ်เสียကောင်းလိုက်တာဘုရားဟောတာချစ်သားတော်တဲ့ဟိုမင်းတို့ရွာထဲမှာခလေးလေးတွေတွေ့လာတဲ့ဟေးမောင်စော်လင်းရွာထဲမှာခလေးလေးတွေ့လာတဲ့တွေ့ရတယ်ဘုရားတဲ့အဲ့ဒီခလေးလေးတွေကကွာတယ်မြေမုံလေးနဲ့တောင်းနဲ့ပေါက်ကြီးဘာကြီးကစားလာတဲ့ကစားပါတယ်တဲ့ကစားပြီးတဲ့အခါမှာအဲ့ဒီမြေမုံလေးကိုခြားခြားနာသိမ်းသွားတာထားခဲ့လားတဲ့ထားခဲ့ပါတယ်အဲ့ဒီတိုင်းပဲချိုးအောင်မစွဲနဲ့နော်အဲ့ဒီတိုင်းပဲတဲ့မင်းတို့မြင်နေရတဲ့ရုပ်ဝေဒနာပညာသင်္ခါရဆိုတာအဲ့ဒီကစားစရာမြေမုံလေးလိုပါပဲကွာပေါက်လိုက်ထွက်လိုက်တဲ့အချိန်လေးပဲအသုံးဝင်ပါတယ်တဲ့ပြီးရင်ထားခဲ့ပါဟာဒီလောက်ကောင်းတဲ့တရားဗျာဟုတ်တယ်လေပယတ္တဝိဒါရကုမာရကဝကုမာရိကယောပန်းသွားကာရကေကိလန်ဒီအဲ့ဒီမြေမုံလေးနဲ့ကစားကြပါလိမြေမုံအိမ်လေးတွေနဲ့ကစားကြပါလိဟုတ်တယ်လေကစားတယ်တဲ့ပန်းသွားကာရမြေမုံလေးတွေအိမ်ဆောက်ပြီးကစားတယ်အဲ့ဒီမြေမုံလေးတွေကိုအိမ်ဆောက်ပြီးကစားတဲ့ခါကျတော့သူတို့အမေဟဲ့သမီးရဲ့ဟဲ့ဒီတော့ဒါမှဆရာတော်ကလည်းဓမေတော်ကြွနေဆွမ်းလာတော့နော်ဟောအမေတို့လည်းပုတ်ပုတ်ဆန်တယ်ကလေးလေးပေါ့ဘုံဘုံကြီးကြော့လေအဲ့မြေပုံလေးပဲမုံလေးနဲ့ကစားတဲ့ဥစ္စာလေးသမီးရဲ့သဲအိမ်လေးနှမျောလိုက်တာလေငိုလားငိုပါဘူးတဲ့နော်အဲ့ဒီဥစ္စာတွေကိုအဲ့ဒီထဲမှာတုံမေပြရူပံဝိကိရမင်းတို့ရုပ်တွေကိုလည်းဖြန့်ကျဲပါဟိုမှာဘုန်းကြီးပါလေဟိုဘုန်းကြီးဒီမှာပြောသွားတယ်လေဟိုပါတယ်လေဖြည့်စည်းကြီးတွေကတီပြောသွားပြီဟာလားပြီးတော့ပြောပြီးဟလားပါတယ်လေဖယုဖရဲဖြန့်ကျဲဝိကိရဖျော်ပဲဖြန့်ကျဲလိုက်ပါတဲ့ဝိကိရပေမတက်တက်ချင်းချင်းကင်းလိုက်ပါအဲ့ဒါဆိုရင်တဏ္ဍခယောတနာကုံယံအဲဒီယဝေဒနာသင်ညာသင်္ခါရဝိညာဉ်၅ပါးရဲ့ခန္ဓာ၅ပါးရဲ့ပေါ်မှာမမောမှုတွေ့တာမှုတဏှာကုံတဲ့အချိန်နိဗ္ဗာန်ရမယ်နော်ခန္ဓာ၅ရင်ပေါ်မှာတဏှာကုံခန်းခဲ့ရင်နိဗ္ဗာန်ရမယ်ဒါပါပဲတဏ္ဍခယောနိဗ္ဗာန်သိကောင်းလေတဏ္ဍခယောနိဗ္ဗာန်ဒီကိုအောင်ပေးခဲ့ပါလေဆရာတော်နော်ဆရာတော်တို့ဆရာတော်တို့ရလားဟုတ်ပြီနော်ကဲကောင်းပြီဘယ်နှချက်ရှိသွားပြီသဗ္ဗပရိပရိနိစ္စကောနိဗ္ဗာန်သဗ္ဗသင်္ခါရသမထောနိဗ္ဗာန်လာရမယ်သဗ္ဗသင်္ခါရသမထောနိဗ္ဗာန်ဟောသင်္ခါရအားလုံးတွေငြိမ်းတဲ့နေရာသဗ္ဗသင်္ခါရသမထောနိဗ္ဗာန်နဲ့ချွေတယ်သမထောဆက်ရည်သဗ္ဗသင်္ခါရသမထောဟုတ်ဘူးလေသမတ်ဘူးသမထောပဲတခုလေးပဲသမထောတခုလေးတော့အကုန်ရှော့ဖြတ်တယ်နိဗ္ဗာန်နဲ့နည်းနည်းချဲတာနိဗ္ဗာန်ဟုတ်ပြီရမယ်နော်
သင်္ခါရအလုံးငြိမ်းတဲ့နေရာနိဗ္ဗာန်တော်ပြီသင်္ခါရအလုံးငြိမ်းတဲ့နေရာနိဗ္ဗာန်နိဗ္ဗာန်ကြောင်းတွေကိုဘုန်းကြီးတော်တော်ချင်းတော်တော်များများဆဆဟောဖို့ပါတယ်ဘုန်းကြီးတိပိဋကအရှင်လေးကံမြင့်မှာတရားဟောနေတယ်ပိဋကနှစ်ပုံဒေါက်တာဦးလိုမောနေဟာဒကာကြီးတပည့်တော်ကသူကဆောင်းသွားကတ်လိုက်တယ်ဆရာတော်တွေဆောင်းကတ်လိုက်တဲ့ခါကျတော့ဒကာကြီးကဘယ်လိုလဲတပည့်တော်ဗျာတဲ့ဒီတော့ဒေါက်တာလူမောပါအထောက်လူမောဆိုတာကံမြင့်မှာတရားဟောလို့တဲ့ပုဂ္ဂိုလ်လားဟုတ်ပါတယ်ဗျာဘာတရားတွေဟောနေလဲခုဘာဝနာတမ္ပရာပြီးလို့ဘယ်လိုတရားဟောနေလဲတဲ့ဓမ္မစီဟာဓမ္မစီတရားဟောနေတာလားဘာတရားတွေဟောနေလဲအခုဘာဝနာတမ္ပရာပြီးလို့နိဗ္ဗာန်ပฏิသံယုတ္တကထာဟာအဲ့ဒါလိုကကဲနေတဲ့တရားပဲအဲ့ဒီကြမှာကိုရဟန်းတကကြီးရဲ့ကိုဘုံကြီးကိုတိပိဋကဒါကားတဲ့ဘိဓိကနှစ်ပုံခွဲအောင်လို့ဆုယူမဲ့ကိုတော့တဲ့အဲ့လိုပြောရတယ်ဟာဒါအလုံးကကဲနေတာပဲတဲ့ဒီတရားတွေပေါ်တာတော်အောင်ရကောင်းတာပဲတဲ့အဲ့ဒီလိုပရိနိဗ္ဗာန်ပရိသံယုတ္တကထာနဲ့ပတ်သက်လို့သိခွေလည်းထုတ်ပြပါပြီဒါအခုခတ်လွယ်လေးနဲ့ဟောတာနော်ဒီကောင်းပြီသင်္ခါရအလုံးငြိမ်းတဲ့နေရာဖြစ်မယ်သဗ္ဗသင်္ခါရသမထောလေးတွေဖြစ်မယ်သဗ္ဗကြံမယ်ဟာသဗ္ဗပတိပရိနိဒေကောအချိန်ကြီးမယ်ရုပ်ချလေခန္ဓာပရိခန္ဓာတွေဖြစ်တဲ့အကျင့်နဲ့ခဏအချိန်များစွာဟုတ်တယ်နော်ဟုတ်တယ်လားအချိန်များစွာသဗ္ဗပတိပရိနိဒေကောသအကြီးသဗ္ဗပတိပရိနိဒေကောနိဗ္ဗာန်ဥပရိအာလုံးတို့ကလွတ်တဲ့နေရာနိဗ္ဗာန်လို့ဆိုသည်ဥပရိ၄ပါးကျင့်တဲ့နေရာဥပရိ၄ပါးကျင့်တဲ့နေရာဥပတိ၄ပါးကျင့်တဲ့နေရာအောက်ကရေးလိုက်ခန္ဓုပတိနောက်အောက်ကတစ်ခုရေးကိလေသာဥပတိနောက်ပြီးတော့သင်္ခါရအပေါင်းဥပတိကာမဒါတွေတစ်ခါတော့မှတ်ထားရင်ဒီပေါ်လေး तू ကဓမ္မစီတွေမှမဟုတ်တော့ဆရာတော်တို့တော့မမေ့ဘူးညာဘယ်တော့မှမမေ့ဘူးနော်အချိန်ဆုံးပြီးသွားတာဒါတော့မှအခုဖုံးရုံမှမဟုတ်ဘူးနော်အဲ့ဒါအမေကနှုတ်လိုက်ချတယ်သူတို့သိတယ်ငါသားလေးကခလေးတွေ3နဲ့ခွလေးချပေးခဲ့တာဒါကို3နဲ့ခွလေးချပေးခဲ့တာအဲ့တော့မှသာဝပရိပရိနိသေကောဥပရိတရား၄ပါးကျင့်တဲ့နိဗ္ဗာန်ဥပရိဆိုဒီမှာဒုက္ခရဲ့တရားရေးလိုက်အဲ့ဒါ၄ပါးကျင့်တဲ့ညော၄ပါးကျင့်တဲ့နေရာလေးဖြုတ်ဖြစ်ညီမချင်းဆိုလိုက်ညီမချင်းဒုက္ခရဲ့တရားသိပြီဘယ်လောက်ကောင်းတာလဲစာရင်းကြီးသက်တောင်လုပ်ပေးနေတာနော်ကိုတကာဆိုသက်တောင်လို့သူကပင်မနဲ့တည်းဝင်တာဒုက္ခရဲ့တရားအဲ့ဒါကိုဥပရိလို့ခေါ်သည်နိဗ္ဗာန်ဆက်လိုက်အေးဒုက္ခရဲ့တရားကိုဥပရိလို့ဆိုသည်ခန္ဓာရဲ့ဒုက္ခရဲ့တရားကိလေသာရဲ့ဒုက္ခရဲ့အကြောင်းသင်္ခါရတွေကာမဂုဏ်တွေအဲ့ဒါဖြစ်ခြင်းကြောင့်သိတော့မယ်သိပါတော့မယ်တရားသိတော့မယ်ဆရာမတို့နော်သလိုက်တရားတွေဟောတယ်အများကြီးတန်းပြီးမှမဟုတ်ဘူးဆရာတို့နော်ဘာလဲသဗ္ဗပရိပရိနိသေကောနိဗ္ဗာန်ဘာလဲဥပရိ၄ပါးကျင်းတဲ့နေရာကိုနိဗ္ဗာန်ဆိုသည်ဟုတ်ပြီနော်ဥပရိဆိုတာဘာလဲဒုက္ခရဲ့တရားအကြောင်းပြတာကိုဥပရိလို့ဆိုတာဖြစ်ခြင်းကြောင့်ပြောတော့မယ်နိဗ္ဗာန်ဆိုတာဘယ်ဟာလဲလို့ဆိုပါသဘာဝသိအောင်ရှားလိုက်စမ်းပါဆိုကြည့်တာဟုတ်ပြီနော်ဆိုပါဆိုတော့မယ်ဓမေစီရဲ့အမေရည်ဥဝဲလေးချပေးတာနိဗ္ဗာန်ဆိုတာပဲလေလို့သဘာဝသိအောင်ရှားလိုက်စမ်းပါမွေးသေးဒုက္ခဝေတို့အလွန်အေးတဲ့နိဗ္ဗာန်ကြီးပါရေးရစမ်းတယ်ဟောကိုရေးကိုယ်တော်နဲ့ကိုကြီးဘယ်နေမှာရေးမယ်ဟုတ်ဒီဘယ်နေမှာရေးမလဲ1 2 3 4ဘူးလေညီလာချင်းထိုးပေါ့နိဗ္ဗာန်ဆိုတာပဲလေလို့သဘာဝသိအောင်ရှားလိုက်စမ်းပါမွေးသေးဒုက္ခဝေတို့အလွန်အေးတဲ့နိဗ္ဗာန်ကြီးပါခန္ဓာတွေမရှိတဲ့ခန္ဓာရှိရင်မွေးမယ်သေမယ်ခန္ဓာတွေမရှိတဲ့နိဗ္ဗာန်ဖြစ်ရင်မွေးတဲ့သေတာတွေတော့ရပ်သွားပြီတော့ရအများကြီးတယ်နိဗ္ဗာန်နဲ့ပတ်သက်နော်နိဗ္ဗာန်နဲ့ပတ်သက်အများကြီးနော်နောက်ထပ်တိတ်ခွေ50တက်ရတော့ဟောလို့ရသေးတယ်ဟုတ်လားနိဗ္ဗာန်မပြန်မဲဒီချက်သိမ်းလိုက်ရစိတ်ကဝဇံဝင်သားတော့ဇံဝင်သွားပြီမရတော့မွေးသေးဒုက္ခပဲတို့အလွန်အေးတဲ့နိဗ္ဗာန်ကြီးပါကဲဆိုကြပါနိဗ္ဗာန်ဆိုတာဆိုလိုက်
တန်ဆိုမကြသေးမွေးသေးဒုက္ခပြီးတော့အလွန်အေးတဲ့နိဗ္ဗာန်ကြီးပါအာဇာတိပရိသန္တိနေရင်လည်းမရှိတော့ဝမ်းရှင်းမရင်လို့နောက်တစ်ခါပြန်ခေါ်ဖို့မလာနဲ့တော့ဟုတ်ပြီနော်ဟုတ်ပြီလားအာဇာတိပရိသန္တိနေရင်လည်းခင်ပါ၏အာဇရံအိုရင်လည်းခင်ပါ၏အပြာဒိနာရခြင်းလည်းခင်ပါ၏အမတန်ခန္ဓာလေတွေသိရခြင်းမှလည်းခင်ပါ၏ဒါပြောဟုတ်ပြီနော်ဟုတ်ပါလားမယ်ဆိုလိုက်နိဗ္ဗာန်ဆိုတာကိလေသာပွေဒုက္ခပဲတို့ဟုတ်ပြီအလုံးအေးတယ်လေဆက်ဆိုရုံပဲလေကိလေသာပွေဒုက္ခပဲတို့အလုံးအေးတယ်နိဗ္ဗာန်ကြီးပါဟုတ်ပြီနော်ကိလေသာတွေကင်းတဲ့နိဗ္ဗာန်ကိလေသာဥပရိမရှိတဲ့နိဗ္ဗာန်အဲ့တော့နိဗ္ဗာန်ဆိုတာသဗ္ဗသင်္ကတာချုပ်ပြင်းကြီး၍သဗ္ဗသင်္ကတာချုပ်ပြင်းကြီး၍အရှုဒ္ဓသိမ့်တဲ့နိဗ္ဗာန်ကြီးပါသင်္ကတာတွေတော့သင်္ကတာတွေကုန်သွားပြီသဗ္ဗသင်္ကတာချုပ်ပြင်းကြီး၍အရှုဒ္ဓသိမ့်တဲ့နိဗ္ဗာန်ကြီးပါရှုဒ္ဓသိမ့်တော့ပြီကျွန်တော်တို့ကြည့်ပြီဟုတ်ပြီနော်ဆွဲကြမှာသဗ္ဗသင်္ကတာချုပ်ပြင်းကြီး၍ရှုဒ္ဓသိမ့်တဲ့နိဗ္ဗာန်ကြီးပါရလားရတယ်နော်အဘိသင်္ခါရဥပရိတွေမရှိတဲ့နိဗ္ဗာန်နောက်တစ်ခါမယ်နိဗ္ဗာန်ဆိုတာငါးပါးအာယုံကာမဂုဏ်တရားနဲ့အာယုံမများတဲ့နိဗ္ဗာန်ကြီးပါငါးပါးအာယုံကာမဂုဏ်တရားနဲ့အာယုံမများတဲ့နိဗ္ဗာန်ကြီးပါအာယုံများနဲ့အာယုံများရင်ပူမယ်အာယုံနည်းရင်ငြိမ့်မယ်ဟောင်းဖြစ်မြင်ကြီးအပေါ်ကြီးအာယုံမများရင်ငြိမ့်မယ်အာယုံနည်းရင်ငြိမ့်မယ်အာယုံများရင်ပူမယ်အာယုံနည်းရင်ရတယ်များရင်စရင်များရင်တည်းကြီးအာယုံနည်းရင်အေးငြိမ့်မယ်အာယုံများရင်ပူမယ်ဘယ်လိုရေးပေါ့အတူတူပဲအာယုံနည်းရင်ငြိမ့်ပြီအာယုံများရင်ပူမယ်ဆက်ကြည့်ဟုတ်ပူမယ်ကြောင်းပြီးပါရပြီဟုတ်ပြီနော်နိဗ္ဗာန်ကြောင့်ဟောရပါပြီကဲဆိုလိုက်အောင်နိဗ္ဗာန်ဆိုတာပဲလေလို့ဝိသိဒုက္ခပဲတော့ဟုတ်ကောနိဗ္ဗာန်ဆိုတာကိလေသာကိုဟုတ်ကောဖြစ်တာပြက်တာတွေဖြစ်ပြက်တွေအကုန်လုံးချုပ်ငိမ့်တယ်ဖြစ်တာကိုဇာတိပြက်တာကိုမရဏဆိုတော့ဖြစ်ပြက်သံတရားတွေငြိမ့်တယ်ဟုတ်ပြီနော်စိတ်ဆိုးရတာတွေစိတ်ကောက်ရတာတွေစိတ်ရဲ့ကုလောမှုလောဘတရားတွေအဲဒီကိလေသာပွေတွေကိလေသာတွေနဲ့ညှိပွေရတာဒီမှာပြီသင်္ခါရတရားတွေသင်္ခါရတရားလောက်တာမရှိတော့အာယုံ၅ပါးကာမှုတရားတွေနဲ့အာယုံလေးမများတော့ဘူးအဲဒီနိဗ္ဗာန်ကိစ္စံဒီခုနနေကိုလည်းမစင်ရင်သေးသေးကိုလည်းညမမြန်အမှန်နဲ့သမစင်မထားကြတာကြောင့်ငါမှတော့အထုတ်ရတာတော့ပြောတာကထက်နဲ့ပြမတရားထင်လုံးမြင်လုံးတွေစက်ရပမာချားကြလေတော့ကြောင့်နေကိုလည်းမစင်ရင်သေးသေးကိုလည်းညမမြန်အမှန်နဲ့သမစင်မထားကြတာကြောင့်ဟောနောက်ဆုံးတော့အပယ်လေးပါးလို့လာရကြပြီကုန်တော့ဤ
ပါဠိသူစည်းစိမ်ငါစည်းစိမ်လူစည်းစိမ်ငါစည်းစိမ်ညီစိမ်နဲ့မိစိမ်ကိုမမြင်ကြသဖြင့်စည်းစိမ်မျိုးမျိုးတို့ကိုတောင်းတမျောခွေနေကြလေကုန်သောပုရုဇဉ်လူမိုက်ကြီးတို့သည်နိစ္စံပတ္တန်တံဖယားပတောဝတ္တဝကကုသလာပြပြဝတ္တဝကပြုကြတဲ့အခါအဲဒီလူမင်းရဲ့စီစဉ်နမင်းရဲ့စီစဉ်မြမမင်းရဲ့စီစဉ်တွေကိုတောင်းစုစုပဋ္ဌနာပြုကြလေကုန်သောကြောင့်ကိစ္စန်ဤနေကိုလည်းမသိဉာဏ်သေဘေးကိုလည်းဉာဏ်မမြင်အမှန်မှန်သမသင်္ကမထားငါမှတော့ထုတ်ရပြီလို့ပြောတာကဆက်နဲ့ပြမတရားထင်လုံးမြင်လုံးတွေစက်ရပမာချားကြလေတော့ကြောင့်ဟောနောက်ဆုံးကြတော့အပယ်လေးပါးတို့လာကြလေကုန်တော့ဤပါဏိတိမဟာပညာဝတ္တကုံထူကြတဲ့လူရှင်အပေါင်းဝရိယသူတော်ကောင်းတို့သည်ဇာတိယတိသဗ္ဗဒုက္ခဇာတိသကလရယေတိဇာတိသဥပယသာသုတ္တရဝသောဒုက္ခတို့ကြီးကိုအဲဒီဒုက္ခသစ္ဆန္တိကလရယေတိပြည်ငါမသိရမကြောက်ကြတဲ့ဖြင့်ရောက်ရမယ့်ဘဝလုံးစုံမှုမကုံဒုက္ခဌာနခုကြုံလာကြတဲ့ပါဝါပြယောဂီတွေဟောဒီမလေးပါဠိပြရာမှာဖြင့်ဇာတိသဥပယသာသုတ္တရဝသောဒုက္ခတို့ကြီးကိုအဲ့ဒါဆင်းရဲကြောင့်ဧကမံဟူ၍ဝေဘနာအသိဉာဏ်ရလေသောကြောင့်ကိစ္စန္တိနေဝေးကိုလည်းဆင်းရဲနေကိုလည်းဆင်းရဲသေဝေးကိုလည်းဉာဏ်ဉာဏ်အမှန်မှန်သံသင်ထားကြလေသောကြောင့်ဩနိဗ္ဗာန်သို့မြင်ကြလေကုန်တော့ဤကိစ္စန္တုဒီကနေ့တရားနာကြကုန်သောတရားနာပိသဘုံသူတော်ကောင်းတို့သည်အရိယာသူတော်စင်ရှင်မြတ်တို့ကြွမြင်ရာဖြစ်သောနိဗ္ဗာန်သို့တက်လန်းနိုင်ကြပါစေကုန်တော်တည်းတရားသိမှာတော့မယ်အရှိရင်သံဃာချီကတော့တနာသံဃာဝတ္ထုမြတ်တနာကိုသိအောင်သာတောင်းတနဲ့မြင့်မုံမြင့်လည်းသလိုဂုံရှိရာဆိုရမည်မြင့်မို့ကိုပုံပြည့်ကုသိုလ်ကိုများအောင်ဆိုကောင်းမှုကိုများအောင်ဖြင့်သတ္တဝါကောင်းမကောင်းကြောင်းကံကားသာစီမံတော့သည်ကံနာနဲ့မိကံနာနဲ့ပါဆိုတာကတော့လောကစကားဉာဏ်နာနဲ့မိဉာဏ်နာနဲ့ပါဆိုတာကတော့ဂေါရမဘုရားရှင်ရဲ့တရားဟောပြတော်ထားခဲ့တာကအနာရဏိဘိက္ခုယမတရားမိဟောဝယဓမ္မသင်္ခါရအပမတိနသံဃာရိထာဘုန်းကြီးမနက်ဖြန်ကပြန်มาတော့မယ်ဆက်ဆိုဘုရားရှင်ကိုလိုမြတ်ကြီးကတပည့်တော်တပည့်တော်ကဓမ္မဝိနည်းသာဝကတွေကိုမိမှာဆိုလို့မှားတန်းရှိကြီးမှားခဲ့တယ်လို့ဓမေသတိကောသနာတို့ရဲ့တဝဲမျိုးသူမျိုးသားများကိုမမေ့ရဘူးမှားခဲ့ပါတယ်ဘိက္ခုစေဘာနာတဲ့ချက်သားမြတ်တို့ဟန္တာတော်ရှိစေဝါဒိသံဃာမယမနာပဲတရားရည်မြိုက်စီကိုတိုက်ကျွေးတော်မူရသဖြင့်ခန္ဓာတော်ဤတော်ဤငါကိုယ်တော်ရှင်မြတ်တကယ်ပင်ပြင်မှန်းကြရသည်။ဒါနိဒါနိကိုကာကာလ၌ဝါကုသိနာယုံပင်မျိုးဆုံးသည်ရကုံသာမောဤညင်းတော်ဝဲမြောက်တော်ကောင်းပြုကဖြေပေါင်းရှင်ရင်နိဗ္ဗာန်သို့ဝန်ဆံမိစေတဲ့ချိန်ကားတဲ့၌ဟောယင်တို့ယရဏသာတလျောကရုဏာတတသင်္ဖြစ်သားတို့အားအမှန်တရားမိသတိတရားအသိမမကြရအောင်သင်္င်ရှားကြကြီးမိန်ကြားတော်မူခဲ့ပါသင်္ခါရအစင်းသာဝရဖိမကြပြန်တော့သင်္င်စရာတစ်ကမှမရှိပါတဲ့ဒီဓမ္မယုံပိသင်္ခါရဥပါဒနာခန္ဓာတရားတို့သည်ဝေယဓမ္မပျက်စီးခြင်းသဘောရှိကြပါပြီဘုရားဝေယဓမ္မလက္ခဏာနဲ့အဖြစ်ကလည်းမစဲပြက်ကလည်းမစဲနိုင်တာမဟုတ်သိเสียဓမ္မအဝိဇ္ဇာကစာရကြောင့်ဟေယောဂီတို့ရေစိတ်သာချကြလေတော့အနိစ္စဝတ္တတို့ပါရကဒုက္ခဝတ္တတို့ပါရကအနတ္တဝတ္တတို့ပါရကအပမရိနာမမေ့မလျောမပေါ့မဆာမြင်မြင်တဲ့တတိတရားဖြင့်သမာရိတာပြည့်စုံကြပါကုန်လောသမာရိတာမြင်ရမှလည်းမမေ့နဲ့ရှားရမှလည်းမမေ့နဲ့စားရမှလည်းမမေ့နဲ့သွားရမှလည်းမမေ့နဲ့နာရမှလည်းမမေ့နဲ့ထီရတွေ့ရသိရတို့မှလည်းမမေ့လိုက်ကြပါနဲ့မေ့တဲ့ဝါဒနာတွေကိုတနေ့မကြာတည်းထုံကြပေကုန်တော့ဘောဓိကနေ့တဝမျိုးသူမျိုးသားသူတော်ကောင်းတို့သည်အပမရာခောသူတော်ကောင်းတရားကိုလက်ကင်ထားနိုင်ကြပါစေကုန်တော်သတည်း
သိုလ်အားရသောကုသိုလ်ကံစေတနာတိဒုက္ခကတိဘုရားအနေသာတိအောက်ကကောင်းသည်ဖြစ်ပါစေသာတရားသိရဖို့သိပါရသောကုသိုလ်ကောင်းမှု၏ဘုရားကိုမိဘတရားဒီလိုကြတာသတ္တိဝါနှင့်တရားနာလို့တရားသူတိလူပုဂ္ဂိုလ်ကိုဒီကထာလေးသုံးတဲ့ဘုံလေးဘုန်းကြီးများစွာသတ္တဝါတို့အားမြတ်ဒီကမှာပါ၏အများကြီးဘုရားဓမ္မမြတ်တာတော်ဖြင့်ဝမ်းမြောက်တာသာရုံမောဘောရံပါလေတော်အာ